ပရိသတ်တို့အားလုံးမင်္ဂလာပါထပ်ဆု channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဖေဖေရဲ့ My Vitamin ဆိုတဲ့ဇာတ်လမ်းလေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့ဇာတ်လမ်းကိုခုပဲစတင်ကြပါရရှင်ဒေါက်တာပြောင်းရွှေ့ကြတယ်ဟင်ကျမမတင်ထားပါဘူးဒေါက်တာအောက်တိုင်းတဲ့သူကဒီဆေးရုံမှာမရှိစေချင်လို့တဲ့အဲ့ဒါကြောင့်ဆေးရုံအုပ်ကဒေါက်တာလည်းအဆင်ပြေအောင်သူတို့လည်းကျင်နေအောင်ပြောင်းပေးလိုက်တာပါဘယ်လိုပြောင်းအောင်မလဲမန္တလေးတဲ့ဟမ်မန္တလေးနှလုံးထိုးဖို့ဒေါက်တာဒေါ်ပင်ရန်ထက်နေတယောက်မန္တလေးကိုတာဝန်ကြရဲဆိုတော့တော်တော်လေးစိတ်ညစ်သွားခဲ့တယ်။မဖြစ်စလောက်ပြဿနာလေးတစ်ခုအတွက်နဲ့မန္တလေးကိုပြောင်းသွားတော့မယ်။ရန်ကုန်မှာအဆင်ပြေနေအောင်ပြောင်းပေးခြင်းရင်လည်းရန်ကုန်လေးရပဲပြောင်းပါလား။ဘာလို့မန္တလေးလဲ။အဝေးကြီးကိုမသွားချင်ပါဘူးဆိုမှစိတ်ညစ်ပါတယ်တကယ်ပါပဲ။အန်ကယ်လေးတို့ကတော့လှုပ်ပြီ။စိတ်ရအုပ်ရဲ့ဒူမကပြောင်းသွားတယ်ဆိုတော့အားလုံးကအံ့ဩနေတာပေါ့။သူပြောင်းရတဲ့အကြောင်းရင်းကတော့သူမနဲ့သဘောတူထားတဲ့သူနဲ့ပြဿနာဖြစ်သွားတာကြောင့်ပါသူတို့သားဝင်တွေကပလင်းနဲ့ရိုက်လိုက်လို့သူ့မိဘတွေကစိတ်ယုံကိုလာတိုင်သွားတာအဲ့ဒါနဲ့ပဲအခုသူပြောင်းသွားတော့မယ်သူတို့ရဲ့အဖိုးတန်သားကရုံမာတာကြတော့ထဲ့မပြောဘူးအန်ကယ်လေးကဲလာပြီးသားအမိဟုတ်နေရှာလိုက်တဲ့ပြဿနာနေကြည့်စမ်းငါဘလောက်ခေါင်းခြောက်သွားရတယ်ထင်လဲဟမ်နေလို့တော့မဟုတ်ဘူးလေ तू ကတော်လိုက်တော့ဖြစ်ပြီးတာပြီးပြီအန်ကယ်လေးကလည်းပြောင်းမယ်ဆိုရင်လည်းမြို့ထဲမှာပဲပြောင်းပြီးမဟုတ်ဘူးဘာလို့မန္တလေးကြီးလဲအဝေးကြီးကိုအဲ့ဒါနဲ့ပေးခိုင်းတာဒေဒီရလားဒေဒီကတော့လှုပ်ပြီးသမီးလေးတယောက်ပဲရှိတာအဝေးကြီးကိုပို့ရတယ်နော်ဘာအကြံရှိလို့လဲမသိတာတော်ပါတော့အကြံတွေကိုလည်းမကြားချင်ဘူးအခုလည်းအဲ့အကြံရဲ့နောက်ဆက်တွေပြဿနာလीအင်းလေနင့်မေကလည်းအကောင်ဘာကြည့်ပြီးသဘောကျလဲမသိဘူးနော်ဘာသဘောကျရမှာလဲသူ့တငယ်ချင်းရဲ့သားမို့လို့တဲ့အော်အဲ့လိုလားငါကြည့်ရတာတော့တစ်စက်မှဒါမကြိုးပါဘူးဟဲ့အေးလေအဲ့ဒါကိုမမီသဘောတူတာအန်အော်အေးစင်းညစ်စရာကြီးနင်းဘွားကလေအဖေကရှာပေးလိုက်အမေကရှာပေးလိုက်နဲ့လူတွေလည်းတော်တော်များနေပြီအဲ့ဒါပြောတာပေါ့အန်ကယ်လေးပဲစဉ်းစားကြည့်နွေကနွေအိမ်တော်ဘက်ကိုကို့ဘာသာမရှာနိုင်တဲ့ရုပ်ပေါက်နေလို့လားဟမ်နင်းအသက်ကလည်းမငယ်တော့ဘူးလေဟဲ့အခုမှ30ပဲရှိသေးရလေငါဆို29နဲ့မိန်းမယူတာလေနေရခုထိမယူသေးတော့သူတို့ကရှာပေးတာပေါ့ငွေတော့လွတ်ထားပေးလို့မရဘူးလားမရှင်းလေကြမှာပေးစားကြပါလားလို့မရှင်းအခုမှကလေးပဲရှိသေးရလေရှိပေါ့နွေနဲ့သူ့မောင်လေးရှိန်ကအသက်20လောက်กว่าတယ်သူ့အသက်20လောက်မှမွေးတာအခုအစင်နှစ်ပဲရှိသေးတယ်မမီနဲ့ဒယ်ဒီကငငယ်ရွယ်နဲ့အိမ်အောင်ပြုတ်ကြတာလေပင်ရန်ထက်နယ်ဆိုတဲ့သူ့ကိုမွေးပြီးတော့စီးပွားရေးတွေလုပ်တယ်သူ့အသက်20လောက်ရောက်မှမိုးရန်ထက်ရှိန်ဆိုတဲ့မောင်လေးကိုမွေးတယ်အသက်ရမ်းกว่าတဲ့မောင်နှမ2ယောက်ကမောင်နှမတွေရဲ့ထုံးစံတိုင်းရန်ဖြစ်ရတာလေအမောပါပဲအသက်30ဖြစ်နေပြီကလေးနဲ့ရန်ဖက်ဖြစ်တယ်လို့ပဲပြောချင်တာပြောကြပါစေသူကတော့ဖြစ်တာပဲအနည်း20လုံးသူပိုဖြစ်လာအခုငရှိန်မွေးမှအရှုံးပေးရမယ်ဆိုတော့မဖြစ်တဲ့ဘူးလေပြောင်းရမယ်ဆိုတော့သူ့မှာသွားဖို့ထုတ်ပိုးရတာပေါ့ဒယ်ဒီကအိမ်စီစဉ်ထားပြီးရဲ့ဘယ်တဲ့ကမန္တလေးကိုပို့ချင်တယ်မသိဘူးနော်မမဟိုမှာအကြာကြီးသွားနေမှာလားဟင်အင်းပေါ့ဒါဆိုသားတို့မတွေ့ရတော့ဘူးပေါ့အဲ့ဒါဆိုတော့ပြင်းစရာကြီးမမမသွားလို့မရဘူးလားယင်မမလည်းဘယ်သွားချင်မလဲရှိန်ကြီးရဲ့ဒယ်ဒီကသွားခိုင်းတာဟုတ်သူ့မှာအဝေးကြီးကိုသွားရမယ်ဆိုတော့စိတ်မကောင်းဖြစ်နေရဲ့ရှိန်လေးပါခါတိုင်းဒီချိန်ဆိုမောင်နှမတွေစူညမ်းနေရဒါပေမဲ့ဒီနေ့တော့ထူးထူးဆန်းဆန်းတိတ်ဆိတ်နေတယ်အကြောင်းကတော့ရှိန်လေးကအမဘီနာမှာပဲလိုက်ကချွဲနေတာအကြောင်းပါဟာကိုဒီနေ့မှမင်းအိမ်ကတိတ်လိုက်ကွာအေးငါလည်းထူးဆန်းနေရလို့ထင်တယ်မောင်နှမတွေအပြင်သွားလို့များလားဦးထက်ရန်တို့ညီကိုတွေအိမ်ထဲဝင်လာတော့အိမ်ရဲ့ဆဲလဲတံတွေကိုမကြားရတာကြောင့်ထူးဆန်းတယ်လို့ထင်နေကြတယ်ဟောကိုတော်ပြန်လာပြီဒါနဲ့ကလေးတွေရောတိတ်နေရတယ်အပြင်သွားကြလားဘယ်မှလည်းရှိရဲ့အပေါ်မှာပဲနှစ်ယောက်ထူးဆန်းလိုက်တာသူ့မောက်ကတ်နေရလေနွယ်လေးကမန္တလေးသွားမှာဆိုတော့မသွားစီခြင်းလို့လိုက်ကတ်နေရလေကျွန်တော်လည်းအဲ့ဒါပဲပြောချင်တာဘာလို့နွယ်လေးကိုမန္တလေးကိုပို့လိုက်တာလဲအကြောင်းရှိလို့ပေါ့ကွာလုတ်ပြန်ပြီနော်မကြီးဆက်ပြီးတဲ့တယောက်ကြောင့်အတိုင်ခံရတာဒီတစ်ခါဆိုရင်တော့အလုပ်ပါထွက်ရမယ်ထင်တယ်ငါတို့လည်းအဲ့လိုဖြစ်မယ်မထင်ထားဘူးလေသမီးကငကိုတွေကဆိုတော့တီးမခံနိုင်ဖြစ်သွားတာနွယ်လေးကြောင့်လည်းမသိရကြလို့သူတို့စကားပြောနေတော့ပေါ်တက်ကနေမောင်နှမ2ယောက်ဆင်းလာကြတယ်ခါတိုင်းဆိုလေကားပေါ်ကနေပြေးသွားပြီးရိုက်ပုံနေတဲ့2ယောက်ကအခုတော့တယောက်လက်တယောက်ကင်ပြီးဆင်းလာပုံကတနာဖို့တောင်ကောင်းတယ်
အန်ကလေးရောက်နေရလားအေးနင့်အန်တီတွေကသူ့စီလာပါအောင်နဲ့မသွားခင်ထည့်ပေးလိုက်စရာရှိလို့တဲ့ဟုတ်နေလာခဲ့မယ်ဒက်ဒီမမကိုပေးမသွားလို့မရဘူးလားဟင်ဘာလို့လဲတာရဲ့မမအလုပ်သွားလုံးပါလေတာမမနဲ့မခွဲချင်ဘူးဘုဒ္ဓဟောမိုးရံထက်ရှိန်နင့်မနဲ့မခွဲချင်ဘူးပြောတာဒါပထမဆုံးပဲအရင်ကမမဘယ်မှမသွားဘူးလေကိုကအဝေးကြီးကိုသွားမှလေမမတလားတစ်ခါပြန်လာမှာပါတကယ်လားမမပြန်လာလို့မရလေဒက်ဒီတို့သွားမှာပေါ့တာရဲ့အဲ့ဆိုလဲသားတို့တစ်ပတ်တစ်ခါသွားမယ်လीနော်အဲ့လောက်ကြီးကြတော့ဒက်ဒီကမအားဘူးလေတာရဲ့အိမ်မှာနှစ်ယောက်တူရှိရင်မတဲကြတာကိုအခုခွဲရတော့မှမခွဲနိုင်ဖြစ်နေတဲ့တောင်းနေနေပါအန်တီလေးဟောလွဲလေးလာပြီလားဟုတ်အန်တီလေးဒီတစ်ခါမန္တလေးကိုတာဝန်ကြရဲဆိုဟုတ်တယ်အန်တီလေးဒက်ဒီကပို့လိုက်တာဟုတ်လားကိုကြီးကလည်းကိုသမီးလေးကိုဘာလို့အဝေးကြီးပို့ရလဲမသိဘူးအဲ့ဒါပြောတာပေါ့ကဲပါမန္တလေးဆိုတော့လေမန္တလေးပေါ့ဟိုရောက်ရင်ကျူးဆိုင်အောင်နော်ဟုတ်အန်တီလေးနွယ်လေးအတွက်လုပ်ပေးထားတဲ့အချောက်ချမ်းလေးတွေရော့ယူသွားဟိုမှာသမီးကိုချက်ကျွေးမဲ့တွေမရှိဘူးကိုဟာကိုလှုပ်စားရတော့မှာအဲ့တော့ဒီအချောက်လေးပဲယူသွားအလွယ်တကူစားလို့ရတယ်ဟုတ်အန်တီလေးကျေးဇူးပါရှင်သမင်းစားဖို့လည်းမမေးနဲ့အောင်နော်ဟုတ်မမဟောချစ်မွေးလေးပြန်လာပြီမမအလဲလာလားယင်မမလာနှုတ်ဆက်တာမမကဘယ်သွားမလို့လဲမမမန္တလေးကိုသွားရတော့မှာအဲ့ဒါဆိုမမကမတွေ့ရတော့ဘူးပေါ့ပေါ့ကိုရှင်ရောသွားမှာလားယင်ရှင်လေးတော့မသွားပါဘူးမမပဲသွားမှာမန္တလေးမှာတာဝန်ကြလို့လေအော်အဝေးကြီးပဲနော်မမကတော့လွမ်းနေတော့မှာပဲမမလည်းချင်းမွေးလေးကိုလွမ်းနေမှာပါနော်ချင်းမွေးမင်းတော်ပြန်ရောက်ပြီလားရှင်လေးကကျောင်းကပြန်ရောက်ချင်းအန်ကယ်လေးတို့အိမ်ကိုကူးလာပြီးပြောတော့ကိုရှင်ကလည်းအဲ့လိုမခေါ်နဲ့ဆိုမမကြတော့ခေါ်ပြီးတော့မမဝယ်ပေးခေါ်တာကိုရှင်မပါဘူးဟောငါဘာဖြစ်လို့လဲချစ်မိုးထက်ဆန်ကားနာမည်ကချစ်မိုးထက်ဆန်ချစ်မွေးလို့မခေါ်နဲ့မင်းကမမကိုကြတော့ခေါ်ခိုင်းပြီးတော့ငါ့ကိုကြတော့မခေါ်ခိုင်းဘူးမတရားမမကမိန်းကလေးလေကိုရှင်ကမိန်းကလေးမို့လို့လားသေချာမှမဟုတ်ဘူးပေါ့အဲ့ဆိုဘာလို့မိန်းကလေးတွေခေါ်တယ်လို့လိုက်ခေါ်ခြင်းနေရလဲတော်ပြီမခေါ်နဲ့ဆိုမခေါ်ဘူးယောက်ျားတွေမိန်းမတွေနဲ့အရှိကြီးလာမရှင်းပြနဲ့နားထောင်အောင်မပြင်းနဲ့မိုးရံထက်ရှိန်ကသူ့ကိုအချောက်လို့ပြောရင်တစ်စက်မှမကြိုက်မောင်နှမနှစ်ယောက်ထဲမှာသူကယောက်ျားလေးမို့သူပဲအကုန်လုံးမယ်ဆိုတာကြည့်ပဲမမအောင်မခိုင်းဘူးတဲ့မမကမိန်းကလေးတဲ့ပင်မနဲ့အလုပ်တွေနဲ့မမတွေကမသိတော်ဘူးတဲ့သူ့အသက်ကဘယ်နဲ့နှစ်မို့ဒီစကားတွေတက်နေရလဲလို့ပထမဆုံးသွားတဲ့ရက်ကိုမိသားစုတွေအကုန်လိုက်ပို့ပေးကြတယ်အန်ကယ်လေးပါတာပေါ့ချစ်မွေးလေးလည်းလိုက်ချင်ပေမဲ့နေမကောင်းဖြစ်နေရတယ်သူ့မှမလိုက်ရဘူးသူမလိုက်ရတော့မျက်နှာမကောင်းမမဖုန်းဆက်နော်မမအားရင်ဆက်လိုက်မယ်နော်ဟုတ်ရှင်လေးစားလုံးတော့ချစ်မွေးလေးကိုလည်းဂယူးဆိုင်ပေးဦးညီလေးကအားနဲ့ကြားလားဟုတ်ကဲ့ပါမမရဲ့တားသိပါတယ်တားအကိုကြီးဆိုတော့တားဂယူးဆိုင်မှာပါမင်းမသူတို့မောင်နှမတွေကအသက်တွေအရန်ကွာကြတယ်ရှင်လေးနဲ့ချစ်မွေးက3နှစ်လောက်ပဲကွာပေမဲ့နွယ်နဲ့ကြတော့အားကြီးကွာတယ်လေကလေးတစ်ယောက်နဲ့နွယ်ကိုရုတ်တရက်တွေ့လိုက်ရရင်သူတို့နှစ်ယောက်ကိုနွယ်ရဲ့ကလေးဒါမှမဟုတ်နွယ်ရဲ့တူလေးတွေလို့ထင်ကြမှာမောင်လေးလို့တော့ဘယ်သူမှထင်ကြမှာမဟုတ်ဘူးနွယ်နေရောက်တဲ့အိမ်တွေကိုဒယ်ဒီကအသေးချာလေးရွေးထားပြီချဲနဲ့ဝင်းတဲ့ဆိုတော့တက်တက်ရက်ရက်လေးအဲ့ဒါအပြင်ဒယ်ဒီကနွယ်အတွက်စေးကမ်းမှာတခါတည်းလှုပ်ထားပေးရတဲ့သမီးကိုမန္တလေးမှာဘလောက်တောင်ပေးနေစေချင်လည်းမသိဘူးနော်သူမရဲ့ပထမဦးဆုံးအလုပ်စင်းရက်မှာအားလုံးဟာအဆင်ပြေပြေနဲ့ရှိနေခဲ့တယ်သူမဒီကိုဘာကြောင့်ပြောင်းလာလဲဆိုတာလည်းဘယ်သူမှအထွေထူးမေးတာမျိုးမရှိတော့တော်သေးရပေါ့သူတို့မေးနေဖြေရမယ့်အလုပ်တစ်ခုကပို့ဦးမယ်ကဲအားလုံးပဲဒီနေ့ခေါ်လိုက်တဲ့အကြောင်းကတော့ကျွန်တော်တို့ဆေးရုံကိုအသေးရောက်လာတဲ့ဒေါက်တာနဲ့မိတ်ဆက်ပေးခြင်းလို့ပါသူကတော့ရန်ကုန်ကနှလုံးထုခုဆရာဝန်ဒေါက်တာဒေါ်ပင်ရန်ထက်တွေပါရှေ့လျှောက်ဒေါက်တာကိုကူညီပေးကြပါဒေါက်တာဒီဒေသနဲ့ဒီဆေးရုံနဲ့မရင်းနေသေးတော့အားလုံးဟာပြောပြပေးပါဟုတ်ကဲ့ပါဒေါက်တာဆေးရုံကဆရာဝန်တွေရောသူနာပြုတွေရောအကုန်သဘောကောင်းကြပါတယ်သူ့အပေါ်အတော်လေးကောင်းတယ်လို့ပြောရမလားပဲသူဆေးကန်းကသူနာပြုလေးကလည်းသဘောကောင်းပါတယ်မန္တလေးသူလေးဆိုတာပဲသူ့ရဲ့ပထမဆုံးနေ့မှာကြုံတွေ့ရတဲ့အရာကတော့ဒေါက်တာရီကိုခေါ်ပြီးဒေါက်တာနဲ့ဆေးထည့်မှာဒေါက်တာရီက operation ဝင်နေကြလို့မအားကြဘူးရှင့်မရဘူးရှိတဲ့ဆရာဝန်ခေါ်ပြီးဟာသူခွဲကန်းကပြန်ထွက်လာခြင်းကြားလိုက်ရတဲ့အရာကြောင့်သူတင်းကျင်တော့တယ်ဘလောက်တောင်ရိုင်းဆိုင်တဲ့ကောင်လေးလေဆရာဝန်တွေမအားဘူးလို့ပြောတာတော့အတင်းတွေညှမ်းဆန်နေတာတော်တော်လေးကိုကောင်းပါတာပဲအကောင်လေးကိုတွေ့တော့ရှိန်လေးကိုတောင်သတိရမိသွားတယ်သူ
သူကလည်းတိတ်ကြီးကျက်သူ့အလားသေးသေးလေးကိုတော့ဆရာဝန်ကိုယ်တိုင်ထည့်ပေးမှကြိုက်တာအခုလည်းသူ့လုံနောက်တယောက်ဘာဖြစ်ချင်ကြရလဲဒေါက်တာပင်ရန်ထက်တွေကအခုမှခွဲခန်းထဲကပြန်ထွက်လာပုံပဲမတ်စတာမဖြုတ်ရသေးဘူးဆရာဝန်ထဲမှာမဟုတ်ရင်ဆေးမထည့်ဘူးတဲ့ဆရာဝန်ထဲမှာမဟုတ်ရင်ဆေးမထည့်ဘူးလို့ပြောရအောင်မင်းနာကြီးလို့လားဆရာဝန်ကိုပဲစိတ်ချတာသူနာပြုဆိုတာတိတ်စိတ်ချရတာမဟုတ်ဘူးဟမ်မတော်ပိုးဝင်ဘယ်လိုလုပ်လဲဘသူကမင်းကိုပိုးဝင်အောင်ထည့်ပေးမှလဲခမရဆရာဝန်လားဆရာဝန်ဆိုထည့်ပေးဆရာဝန်မဟုတ်ရင်လက်တော့ဘာဆေးရုံကိုလာပြီးအာကျဲနေတဲ့ကောင်လေးကိုຫນွယ်ပညာပြစင်လာတယ်ကောင်းပြီလေဆေးထည့်ပေးရမလားရတယ်ຫນွယ်ကလက်အိတ်ကိုကျွမ်းကျင်စွာကောက်ဆွဲလိုက်ပြီးထိုကောင်လေးရဲ့အနာကိုကြည့်လိုက်တယ်နှာခမ်းတောင်မှာတစ်ခုမျက်ခုံးတောင်မှာတစ်ခုကြည့်ရတာရံဖြစ်လာပုံပဲအကြောထောင်နေတဲ့ကောင်လေးကိုຫນွယ်စပြီးဆေးထည့်ပေးတော့တယ်သူနာပြုတွေကစေတနာပြည့်နေမနာအောင်ထည့်ပေးမှာကိုလက်မခံပဲဆရာဝန်မဆရာဝန်ဖြစ်နေတဲ့ကောင်တွေးကြသေးတာပေါ့နူးညံ့မှုတစ်စက်လေးမှမရှိပဲဆေးကိုလိမ့်ပေးနေရကြောင်းထအော်တော့တယ်ခမရဆရာဝန်လာခိုင်းစားလာဗျနူးနူးညံ့ညံ့လေးလုပ်ပေးပါလားနားရဲဗျဆရာဝန်တွေကနူးညံ့တယ်လို့ဘယ်သူပြောလဲသူနာပြုတွေကမနာအောင်လုပ်ပေးမှကြတော့လက်မခံပဲနဲ့ဗျအခုမှလာပြီးအော်မနေနဲ့မင်းယောက်ျားမဟုတ်ဘူးလားယောက်ျားဆိုရင်ဒီလောက်ကတော့အပြော့ပေါ့ရန်အောင်ဖြစ်လာပြီးပြီပဲဆေးထဲမှာလာပြီးအော်ပြမနေနဲ့ຫນွယ်ပြောလိုက်တော့ကောင်လေးကတိတ်သွားတယ်သူ့ရဲ့တန်ရာတွေနူးညံ့ခြင်းတစ်စက်မှမရှိပဲဆေးထည့်သွားတာများကျွမ်းကျွမ်းကျင်ကျင်ပဲဆရာဝန်ဆိုတာဒီလိုပဲဖြစ်ရမှာပေါ့သူနာပြုဆိုတုံချီနဲ့ဖြစ်နေမှာနားပေမဲ့လည်းသူသီးခံပေးခဲ့တယ်ပြီးပြီဆရာမသူ့ကိုတောက်ဆေးပေးလိုက်ဟုတ်ကဲ့ဒေါက်တာဆေးထည့်လို့ပြီးသွားတော့ຫນွယ်ကလည်းအိတ်တွေမတ်တွေချုပ်ပြီးတော့အမိုက်တောင်နဲ့ပြစ်ချခဲ့တယ်အဲ့တော့မှဒေါက်တာမျက်နှာကိုတေချာမြင်လိုက်ရတော့တယ်မိမိလေးကလှတဲ့လောက်အပျော်လေးနူးညံ့ရင်ဘယ်လောက်ကောင်းလိုက်မလဲခမရနဲ့နောက်တစ်ခေါက်ပြန်တွေ့ချင်သေးရဲ့ဒေါက်တာအလှလေးဆရာဝန်မလေးကတ်သွားပြီးရပလတ်စတာကိုကင်ပြီးတော့သူပြုံးလိုက်မိတယ်ဆေးရုံကသူနာပြုမလေးတွေကဆေးရုံအုပ်ကြီးရဲ့တားမလို့မပြောရကြပါနဲ့ဒေါက်တာပင်ရန်ထက်တွေကတော့ပြောလိုက်တာများစူးစူးဆက်ဆက်နဲ့ဒီကောင်လေးကသူရန်ဖြစ်လာတိုင်းဆေးရုံမှာစိမ့်လာထည့်နေကြခါတိုင်းသူ့တငယ်ချင်းဒေါက်တာဇွန်ဆက်ပိုင်ကထည့်ပေးနေကြပါဒေါက်တာဆက်ကပြောင်းရွှေ့ကြသွားတာကြောင့်သူ့ကိုဆေးထည့်ပေးမဲ့သူမရှိတော့တာပါအခုတော့ဒေါက်တာပင်ရန်ထက်တွေကသူ့ကိုဆေးထည့်ပေးရမယ်အလှည့်ကျသွားပြီဖြစ်တယ်ဒီကောင်စိုးလေးကတော့ဆေးရုံအုပ်ကြီးရဲ့ဒူရီတော်သားရှားရရုရှန်ပါနွယ်နဲ့သူ့ရဲ့ဂျူတီပြီးပြီးမို့အိမ်ကိုပြန်ဖို့ပြင်ဆင်တော့တယ်သူ့ရဲ့ပထမဆုံးနေ့မှာနဲ့ဒီလိုလူဆိုးကောင်တွေနဲ့တွေ့နေရင်တော့နောက်ဆိုဘလောက်တောင်များလိုက်မလဲနော်ဟူးလေပူကြီးတွေကိုတစ်ချက်မှုတ်ထုတ်လိုက်ပြီးသူမရဲ့အိမ်ရှိရာစီကိုပြန်လာခဲ့တယ်အရင်ကဆိုအိမ်ပြန်ရောက်ရင်မိသားစုကိုတွေ့ရတယ်အခုတော့မိသားစုရဲ့အဝေးမှာဆိုတော့မိသားစုကိုလွမ်းမိတာအိမ်နဲ့စကားပြောဖို့ဗီဒီယိုကောခေါ်လိုက်တော့တယ်ဟယ်လိုမမအဆင်ပြေလားဟင်ပြေပါတယ်နင်တို့မရှိတော့နည်းနည်းလွမ်းမိတာဒါလည်းမမအောင်လွမ်းနေတာရန်ဖြစ်ရမယ်မမမရှိတော့ပြင်းနေတာတမီးအဆင်ပြေလားဟုတ်ပြေပါတယ်မမီညနေစာစားပြီးပြီလားမစားရသေးဘူးနွယ်အခုပဲပြန်ရောက်တာအော်ခဏနာပြီးတော့ရေမိုးချိုးပြီးတော့မှစားလိမချက်ရသေးဘူးမမီရဲ့အဲ့ဒါဆိုတော့တမီးဘိုက်စားတော့မှာပဲနည်းနည်းပေါ့မမီတို့လက်ရအောင်လွမ်းလိုက်တာတခါတလေတော့လေကို့ဘာသာကိုချက်စားအောင်မှာပေါ့ဟုတ်ကဲ့ပါဒါနဲ့ဒယ်ရီရောစာဖတ်ခန်းထဲမှာအလုပ်လုပ်နေရတဲ့နဲ့ဒယ်ရီကလည်းအသက်ကြီးနေပြီကိုအခုထိအလုပ်လုပ်တုံးပဲနားပါစို့နွယ်လုပ်ကြွေးပါမယ်ဆိုတာကိုနားမထောင်မမမလုပ်ရပါဘူးသားရှိရပဲသားလုပ်ကြွေးမှာပေါ့သားငယ်သေးရဲ့လေသားယောက်ျားလေးလေမမီရဲ့ယောက်ျားလေးဆိုပေမဲ့ရှင်လေးကအခုချိန်ပညာပဲသင်ရမှာအလုပ်လုပ်ရမယ့်အရွယ်မဟုတ်သေးဘူးအဲ့ဒါဆိုသားဘယ်တော့မှလုပ်ရမှာလဲရှင်လေးအရွယ်ရောက်လာရင်ပေါ့ဟုတ်သားအရွယ်ရောက်လာရင်မမနဲ့ချင်းမို့သားကာကွယ်ပေးမယ်မမီကိုကြတော့မမီကထပြီးတော့သူဖြေးလိုက်တဲ့ပုံကမမီကဒယ်ဒီကာကွယ်မှာပေါ့တော်ကြသူမိမကိုလာထိလို့ဆိုပြီးသားကိုစူးနေပါအောင်မယ်ဟဲ့တော့မမလည်းအရွယ်ရောက်လာရင်မမအိမ်တော်နဲ့မမဖြစ်သွားမှာလေမမအောင်ယောက်ျားမြူခိုင်းပါဦးအဲ့လိုတော့ရမလားဘာလို့လဲသားကာကွယ်ပေးမယ်လေမမကိုသားမမယောက်ျားမြူတော့မမီတို့ကငင်းမချီရတော့ဘူးပေါ့သားရဲ့ကလေးကြမှာချီလေမမကိုတော့လှုပ်ပေးလိုက်အမေသူကြတော့ယူမယ်ပေါ့နင်းကြတော့ယူပြီးငါကြတော့မြူပါဦးဆိုတော့ဘယ်တရားမလဲမမယူခြင်းလို့လားအော်မမလည်းချစ်တဲ့သူတွေယူခြင်းတာပေါ့သူ့မှာယောက်ျားယူမှာကိုမကြိုက်တဲ့ရှိန်လေးပါလေဖေးဟေးဖေးတို့စေးရုံကိုဆရာဝန်တက်ပြောင်းလာလားအေးလေဒါလည်းမင်းဘလို့သိရပြန်တာလဲကျွန်တော်ဒီနေ့ဖေးတို့စေးရုံကိုရောက်ခဲ့တယ်မင်းရဖြစ်ပြန်ပြီလား
ဟိုနည်းနည်းပါဖေးရလေမင်းတော့မင်းနေတိုင်းကိုမယုံနိုင်ပါလားမင်းကိုစေးထည့်ပေးမယ်သူကပြောင်းသွားပြီလေငါစေးုံမှာမင်းကိုဘသူကစေးထည့်ပေးမှလဲကျွန်တော်ကိုစေးထည့်ပေးမယ်သူကအသက်ရှိရဲ့ဗျမင်းကိုထည့်ပေးမယ်သူလားဟုတ်တယ်ငါတော့မယုံတကယ်ဗျဖေးတို့စေးုံရဲ့ဆရာဝန်ရဲ့အသက်နဲ့တူတယ်သူ့ကိုဒီနေ့မှမြင်ဘူးလားဒီနေ့မှမြင်ဘူးလားဆိုတော့ပင်ရန်ထက်တွင်နဲ့တွေးခဲ့တာများလားမင်းဒီနေ့ဆိုင်ငယ်တစ်စီးနဲ့အချင်းကုန်ခံနေရအလုပ်လေးပါလေးလုပ်ဖို့စိတ်ကူးမရှိဘူးလားဖိန်းနယ်မေးရှိတာပဲကျွန်တော်လုံးစရာမလိုသေးပါဘူးမင်းငါတို့ကိုဘယ်ချိန်ထိခိုင်းစားအောင်မလို့လဲကျွန်တော်မခိုင်းပါဘူးဖေးတို့ကလှုပ်ကြွေးရမယ်တာဝန်ရှိရလေအောင်မမင်းကများကြီးကြဲကြဲပြောရတဲ့ရှိသေးတော်ပြီဖေးရကျွန်တော်ဒီနေ့ပင်ပန်းလာလို့အိတ်တော့မယ်ကြွဒီနေ့ဘာမှလုပ်တာလည်းမဟုတ်ဘဲနဲ့သူကပဲပင်ပန်းရတယ်ရှိသေးတယ်ဦးရတုကပွားစီနဲ့ပြောပြီးကြံခဲ့တဲ့တကယ်ပါပဲသားလေးတယောက်ပဲရှိတာကိုပြောလိုက်ရတာအားပေါက်မှုတက်ပဲအသက်ကပြန်25နှစ်ဖြစ်နေပြီအခုချိန်ဒီဘာမှဟုတ်ဒီပတ်တိဘာအလုပ်ကိုင်းမှမရှိသေးဘူးမိဘအရှိန်နဲ့စိုးသွမ်းနေတဲ့သားကြောင့်သူတို့လင်မယားလဲဒီနေ့ခေါင်းကိုက်ရပါတယ်စေးရုံကိုနေတိုင်းလိုရောက်လာတတ်ပြီးရောက်လာတိုင်းလဲအနာတစ်ခုမဟုတ်တစ်ခုကပါလာစမြဲပါသူ့တရားရတိုင်းလဲသူ့ကိုစိတ်ရှိလက်ရှိနဲ့စေးထည့်ပြီးရဲ့သူ့တငယ်ချင်းကလည်းအခုအပြောင်းရွှေ့ကြလို့တခြားကိုရောက်သွားပြီဒီနေ့တွေ့ခဲ့တဲ့ဆရာဝန်မလှလှလေးကိုသူထပ်တွေ့ခြင်းသေးရဲ့သူမလေးရဲ့အကြောင်းကိုလည်းသူသိခြင်းသေးရဲ့စေးရုံမှာသူ့အတီကခံပြားများဆိုတော့ဒီဆရာဝန်မလေးရဲ့အကြောင်းတော့ကတော့သူ့အတွက်မခက်ခဲပါဘူးငါဆက်ဘာလဲမင်းကဘယ်ကိုလွင့်သွားလဲငါကဘယ်ကိုလွင့်ရမှာလဲကွာမင်းစေးရုံပြောင်းသွားတယ်ဆိုအော်အေးဟုတ်တယ်ငါရန်ကုန်ရောက်လာတာအော်မင်းကတော့ရန်ကုန်ရောက်ရန်ကုန်သူလေးတယောက်ကတော့မန္တလေးရောက်နေဟုတ်နေရပဲဒေါက်တာတွေကအရန်တော်တဲ့ဆရာဝန်တယောက်ပါကွာမင်းတို့စေးရုံနင့်နာမှာမပူပါနဲ့မပူပါဘူးငါသိကြလို့ဘာလို့လဲဆရာဝန်မလေးရဲ့အကြောင်းသိကြလို့ဟမ်သူ့နာမည်ကိုပဲသိချင်တာပါမင်းအစကဆရာဝန်မလေးတွေကိုစိတ်ဝင်စားပါဦးခုမှဘာကိစ္စထားပြီးစိတ်ဝင်စားသွားတာလဲငရှမ်းမင်းတော်တော်ရှည်ရပဲပြောဆိုပြောကွာဒေါ်ပင်ရန်ထက်နေတဲ့ဘာလို့ဒေါ်ထည့်ရလဲအိမ်အောင်သေးလားမဟုတ်ပါဘူးရိုသေသမှုနဲ့ခေါ်ရတာပေါ့ကွာသူကငါတို့စီနီယာအမကြီးလေမင်းထက်ကြီးရလားအေးပေါ့မင်းကငယ်တယ်လို့ထင်တာလားဟာသူ့ကိုကြည့်ရတာငါတို့နဲ့ရွယ်လူလောက်ပဲဟမ်ဟုတ်လို့လားမင်းတို့စေးရုံကိုအသက်ရောက်တာဒေါက်တာနွယ်တယောက်ထဲပါတခြားသူမပါပါဘူးအဲ့ဒါဆိုသူပဲနေမှာပေါ့မင်းပြောလို့သာအသက်ကြီးရလို့သိတာအပြင်မှာနှုတ်ဖတ်နေရပဲကြာတာမို့ကျူငါရှန့်ပါဇက်ကနေမိန်းကလေးတယောက်ကိုချင်းမွန်တာအခုမှပဲကြားဘူးတော့တယ်အဲ့ဒါတော့များသွားပြီဘာလို့ခုမှလဲမဟုတ်လို့လားမင်းရီးစားတာထားတာမင်းစော်တွေကိုဘယ်နှခါချီးမွန်လို့လဲဟိုဆိုကဘာဖြစ်တယ်ဒီဆိုကဘာဖြစ်တယ်နဲ့ပဲပြောတာလေပြောပြီးမကြောက်မင်းတို့ပြတ်သွားတာပဲမလားငါအမှန်တရားပြောရလေကွာမင်းအမှန်တရားလည်းနည်းနည်းဘက်လိုက်နေသလားလို့တော်ပြီကွာအိတ်တော်မယ်မနေ့ပြန်အလုပ်ရှိသေးတယ်မင်းကအလုပ်ရှိတယ်ငါလည်းငါအလုပ်နဲ့ငါပေါ့ကွာမင်းတို့လိုအလုပ်အကြီးမရှိပေမဲ့ငါအလုပ်နဲ့ငါတော့ရှိတာပေါ့ကွာတော်ပြီအိတ်တော်မယ်ဟဲ့အေးပါသူသိချင်တာလဲသိရရောအိတ်တော်မယ်တဲ့ငါရှန်လာစောစစ်စီအိတ်ပါဒီနေ့သူတွေးခဲ့တဲ့ဆရာမလေးကိုသူထပ်တွေ့ချင်သေးတယ်မိုးထက်ရွယ်ဆိုတဲ့သူမရဲ့စီကံကိုသူမက duty off တဲ့အချိန်တွေမှာထိုင်နေရှိတယ်မိုးချုံရင်တော့မဖွင့်ဘူးပေါ့နော်အထူးနတ်လေးတယောက်ကိုဒယ်ဒီကငားထားပေးတယ်သူကနွယ်မထိုင်နိုင်တယ်သူကအမြဲထိုင်ပေးတယ်နွယ်ရဲ့စီကံလေးကစီးပွားရေးဆိုတာဓာတ်ပရာဟီတာလုပ်ဖို့ဖွင့်ထားခြင်းပါနွယ်ကမနက်ပိုင်းတွေမှာအမြဲထိုင်ပေးလေးရှိရဲ့ညဘက်ကပြန်လာတာနောက်ကျတာပဲရှိရဲ့လေအဲ့တော့မနက်ပိုင်းပဲအားတာစနေနေ့တော့သူတနေ့လုံးအချိန်ပေးနိုင်ပေမဲ့ဒီနေ့ကနေ့တရက်တော့စီကံကိုပိတ်တယ်မပိတ်လို့လည်းမရဘူးလေအဲ့ဒီတနေ့ပဲအဝအိတ်ရတာဒီဘက်မှာ6ရက်လုံးလုံးပင်ပင်ပန်းပန်းလှုပ်ထားတာဒီတရက်လေးတော့အေးအေးဝဝအိပ်ပြစီလေနော်ဒေါက်တာစုကိုစေးကမ်းမှာဆေးတွေပြတ်ခါနေပြီရှင့်ဟုတ်လားအဲ့ဒါဆိုဆီယမစင်းတစ်ချက်လုပ်ထားပြီးဒီပိတ်ရက်မှာຫນွယ်ဝယ်ဖြည့်ပေးမယ်ဟုတ်ကဲ့ဒေါက်တာဆီယမဟိုလေစေးကမ်းမှာလာပြတဲ့သူတွေထဲမှာအခြေအနေဆိုးရဲ့သူတွေ့ရင်ဆီယမလက်မှတ်ထိုးပြီးစေးရုံသာလွှတ်လိုက်သေးလားဟုတ်ကဲ့ဒေါက်တာဟုတ်ပြီအဲ့ဒါဆိုလုံးဆရာရှိရာဆက်လုပ်လို့ရပြီနော်ခဏနေຫນွယ်သွားတော့မှာဟုတ်ကဲ့ရှင့်ຫນွယ်ကစေးကမ်းမှာမနှက်ထိုင်ပြီးတော့စေးရုံကိုသွားတယ်စေးရုံကညနေပိုင်း duty off ရင်တော့စေးကမ်းပြန်ထိုင်ပေးတယ်မထိုင်ဖြစ်တာများပါတယ်စေးရုံမှာကညနေဘက်ဆိုလူနာတွေပုံများလာသလိုပဲဒီနေ့မှຫນွယ် operation ကိုဇက်တိုက်ဝင်ရတာတစ်ခါဝင်အနည်းဆုံး4 နာရီလောက်ကြာတာမို့ဒီနေ့သူအတော်လေးပင်ပန်းနေတယ်သူ duty ပြီးလို့ပြန်ကာနီးမှာအပြင်လူနာဆောင်ကရုပ်ဖြစ်နေတယ်သူလည်းဘာဖြစ်တာလဲဆိုပြီးသွားကြည့်တော့လူစိုးကောင်တယောက်ဟိုတယောက်တော့မဟုတ်ဘူးဒီတယောက်ကတော်တော်လေးဆိုးတယ်လက်ထဲမှာလည်းဓာတ်တွေနဲ့
ဆေးလာထက်တယ်လည်းပြောသေးရဲ့ဓာတ်နဲ့ဆိုတော့မဟုတ်သေးဘူးလေအဲ့ဒါနဲ့ຫນွယ်လဲမတ်စတာလိုက်ပြီးတော့ရုပ်တော့တယ်ဝင်လာခဲ့တယ်အခုချိန်ကဆရာဝန်တွေမအားကြဘူးလေဘာဖြစ်ကြလဲဒေါက်တာကဲပါအောင်ဆေးထည့်ဖို့ဆိုပြီးတော့ဆေးထည့်ပေးမယ်လို့တော့ဓာတ်နဲ့ရွေတယ်ဒီလိုယူနေရလားဒီမှာရှင်ဆေးထည့်ဖို့လာတာဆိုရင်ဆေးကိုအေးဆေးထည့်လေမဟုတ်ရင်တော့လက်လိုက်တော့ခမရဘာမို့လို့လဲဒီကလူတွေကိုကောက်ွယ်ဖို့ကျမမှာတာဝန်အပြည့်ရှိတယ်အဲ့တော့ရှင်ဆေးထည့်မှာလားမထည့်ဘူးလားတခုပဲပြောအပုံပြောနဲ့မထည့်ဘူးဗျာမထည့်ရင်လည်းလက်လေဘာကိစ္စဒီမှာရှိနေသေးရလဲအားလုံးကဝိုင်းကြည့်နေကြတော့အဲ့လူရဲ့အာယုံတွေလွှဲနေတော့တွေကသူ့လက်ထဲကဓာတ်ကိုဆွဲယူလိုက်တယ်ခမရဓာတ်ဆိုတာဒိုးနဲ့ရင်းနှီးတဲ့ပစ္စည်းပဲမင်းနဲ့မလိုက်ဖက်ပါဘူးငယ်ရွယ်နဲ့စိုးသွမ်းနေရခေါ်တယ်လို့ထင်နေရလားအဲ့ဒါခမရဘူးပါလို့လားရုတ်တရက်အကောင်လေးရဲ့မျက်နှာကိုတယောက်ကရိုက်ချလိုက်တာကြောင့်နွေတောင်လန့်သွားတယ်ကြည့်လိုက်တော့ဟိုနေ့ကကောင်လေးဒေါက်တာပြောရင်နားထောင်ပေါ့ဘာလို့ထွန်းတက်နေရလဲကိုရှန်အေးမင်းဖေငါပဲရှန်စရာနဲ့ငိမ့်ကုတ်သွားတာအန်ဩစရာပဲဒါပေမဲ့လည်းစိတ်ယုံမှဒီလိုလာရိုင်းစရာမှမလိုတာမင်းဘာလို့အဲ့လောက်ရိုင်းဆိုင်နေရလဲဒီလိုကောင်မျိုးတွေကဒါမျိုးမှရတာဆရာမတို့သူ့ကိုဆေးထည့်ပေးလိုက်ပါဒေါက်တာကိုကျွန်တော်ခဏခေါ်သွားမလို့ဟုတ်ကဲ့နှွေးရလက်ကိုအတင်းဆွဲပြီးအပြင်ကိုခေါ်ထုတ်လာတယ်ဟိုကောင်လေးကတော့သူ့လက်ချမ်းပြီးပြီးတဲ့ကငြိမ်ကျသွားတယ်ဒေါက်တာမကြောက်တတ်ဘူးလားဘာဟုတ်လဲဒေါက်တာကိုအကောင်တစ်ခုခုလုံးမအောင်လေဆေးရုံမှာပဲဘာကြောက်စရာရှိလို့လဲနောက်တစ်ခါဆိုကျွန်တော်ကလွယ်ပြီးဘယ်သူမှဆေးမထည့်ပေးနေတော့သူကလွယ်ပြီးဆေးမထည့်နေတဲ့ဆရာဝန်ကိုလာပြီးတော့ဟိုလူကတော့ဘာမလုပ်ပါနဲ့ဒီလူကတော့ဘာမလုပ်ပါနဲ့ဆိုပြီးလာပြောနေရအောင်သူကဘာလဲဒီမှာနေရဘသူလဲဆိုတော့ငါလည်းမသိဘူးဒါပေမဲ့ငါ့ကိုလာပြီးဆရာလောက်တာတော့မကြိုက်ဘူးငါဘာသာငါထည့်ပေးခြင်းနဲ့သူထည့်ပေးမှာပေါ့သူ့ကိုမသိဘူးဆိုတော့အရင်ဆုံးမိတ်ဆက်ပေးရမှာပေါ့ကျွန်တော်အရင်ဆုံးမိတ်ဆက်ပါမယ်ကျွန်တော်နာမည်ကရှာရရုရှန်ပါအုပ်ကြီးရဲ့သားဆိုလည်းမမှားပါဘူးဒါကလည်းကြွားပြီးပြောပြတာမဟုတ်ပါဘူးဒေါက်တာအထင်မှားမှာဆိုလို့ပါကျွန်တော်တို့သားဖာတိတ်တင်နေရတော့မဟုတ်ဘူးပေါ့မင်းမိလို့လားဟာဗျာဒေါက်တာကျွန်တော်နည်းနည်းလေးတော့အဖက်လုပ်လို့မရဘူးလားဗျာဘလို့အဖက်လုပ်ရမှာလဲကျွန်တော်မိတ်ဆက်တယ်လို့ပြန်မိတ်ဆက်တာမျိုးပေါ့လို့ပါဒိုးမသိရဲ့သူတယောက်ကိုပြန်မိတ်ဆက်တတ်တာအကျင့်မို့လို့ခွင့်ပြုပါအောင်နော်ဟောဗျာတခြားလုံးသူကပဲခြေလာခဲ့တာကိုအခုတော့သူပြန်အခြေခံနေရပြီဝင့်နေရများလားတို့ဂျူတီချိန်ပြီးသွားပြီမို့ခွင့်ပြုပါအောင်ကျွန်တော်ပြောတာတွေကိုရောဒေါက်တာကြားမိလိုက်ရဲ့လားမသိပေမဲ့နောက်တစ်ခါဆိုကျွန်တော်တယောက်တည်းကိုပဲဆေးထည့်ပေးပါတခြားလူကိုဆေးထည့်ပေးတာကျွန်တော်မကြိုက်ဘူးမကြိုက်ရင်လည်းလဲသေးလိုက်လေငါတော့သွားပြီပြောပြီးပြန်လှည့်ထွက်သွားတော့တယ်တကယ်အခြေစိမ်မှာတော်တော်ချီတာခမလှနေလို့တော့နှမဆိုကျွန်တော်အခုလိုစကားလာပြောဖို့မပြောနဲ့လှည့်တာမကြည့်မှမဟုတ်ဘူးခမဖြစ်နေလို့ကျုပ်တော်တော်လေးသီးခံထားတာနွေလဲပြောတာပြောရတာစိတ်ရောအုပ်ကြီးသားဆိုတော့နည်းနည်းတော့တွန့်မိသားပဲဒါပေမဲ့သူမကလည်းကိုမှန်ရင်ဘသူမှလာမပြောနဲ့မကြိုက်ဘူးအဲ့လိုမျိုးပါသူမကဒီနေ့ပင်ပန်းလိုက်တာနေ့ပြန်ကြရင်တော့အလုပ်ပိတ်ပြီးငါအေးစေးအိမ်အောင်ပါပဲပိတ်ရက်မို့အေးစေးအိတ်ဖို့တွေးထားလိုက်တယ်သူမကပုံမှန်ဆိုပိတ်ရက်တွေမှာအကြိုက်အိတ်တက်တဲ့အကျင့်ရှိရလေဒီမန္တလေးရောက်မှသူမနှစ်သက်လာတဲ့အိတ်ဆက်မှုကိုစွန့်ခဲ့ရတာအိတ်နဲ့အစားကိုသူမအယံကိုမှနှစ်သက်တာစားရမယ်အိတ်ရမယ်ဆိုသူမပြောပြီးလေကျန်တာတွေသူ့အတွက်သိမ့်မလို့သူအိတ်နေတော့ဖုန်းမြည်လာတာကြောင့်လန်နိုးသွားခဲ့တယ်ဟယ်လိုဒေါက်တာကုညီပါအောင်ဘာဖြစ်လို့လဲအရေးပေါ်ဖြစ်လို့လားဟုတ်ကျမတို့အတွက်အရေးပေါ်ဖြစ်နေလို့ပါဒေါက်တာမဟုတ်ရင်ဘယ်သူနဲ့မှဆေးမထည့်ဘူးတဲ့လာပြန်ပြီဒါဟိုငပွေငရှုပ်ကောင်လေးပဲနေပါသူမထည့်ချင်တာပဲလှုပ်ထားလိုက်ပေါ့သူ့ရဲ့ထံရအရန်နဲ့တဲ့ဒေါက်တာလာခဲ့ပေးပါနော်ဒေါက်တာရဲ့နားရက်ဆိုတာသိပေမဲ့တကယ်အရေးကြီးလို့ပါထံရကနက်တယ်ဆိုတော့လည်းနွယ်မှာနေလို့မရပြန်ဘူးကောင်းပါပြီနွယ်လာခဲ့ပါမယ်ပိတ်ရက်လည်းအေးစေးမအိပ်ရပါလားဟဲ့နွယ်လည်းစိတ်ညစ်ညစ်နဲ့ပဲမျက်နှာသေးသွားတိုက်တကိုယ်ရည်တန်ရှင်းရေးလုပ်ပြီးတော့စိတ်ယုံကိုထွက်လာခဲ့တယ်တော်သေးရဲ့သူ့အိမ်ကစိတ်ယုံနဲ့ပြီးလို့မဟုတ်ရင်တော့သူပြင်ပန်းရမှာဘာမှလဲလူနာဒေါက်တာရောက်ပြီလားလူနာကဒီဘက်မှာပါသူနာပြုမှလေးခေါ်သွားပြီးတဲ့နောက်ကိုလိုက်လာခဲ့တယ်ကားထားတဲ့လိုက်ကာကိုဖွင့်လိုက်တော့သွေးတွေမြင်မကောင်းအောင်ထွက်နေရတော့ဆေးမထည့်ပဲပေးခံနေတဲ့ကောင်လေးလက်မောင်းကဘာနဲ့ထိလာမှန်းမသိပေမဲ့ဒဏ်ရာကတော်တော်လေးနှက်တယ်ကြည့်ရတာဓာတ်နဲ့ထိလာတဲ့ပုံပဲတကယ်ပဲဒီကောင်လေးကဘာလဲဆေးရုံခဏခဏလာတယ်လာတိုင်းလဲဒဏ်ရာတစ်ခုမဟုတ်တစ်ခုနဲ့လာတတ်တယ်ဟဲ့ဒီမှာကောင်းလေးဒေါက်တာရောက်ပြီလားဒေါက်တာကျွန်တော်နာကိုဆေးထည့်ပေးပါဦးညအနာဘာနဲ့ထိလာလဲဓာတ်နဲ့ပါ
ရန်ဖြစ်လာလားပြန်မဖြေပုံထောက်ရင်တော့ရန်ဖြစ်လာတယ်ဆိုတာမှန်နေရပဲလက်အိတ်ကိုကောက်ဆွဲလိုက်ပြီးအနာကိုကြည့်လိုက်တယ်အနာကနတ်တွေချုပ်ရမယ်ဒေါက်တာသဘောပါထုံစည်းပေးရမလားဒီတိုင်းဆိုရင်နာမှာရပါတယ်ထုံစည်းမလို့ပါဘူးโอเคသူ့ရဲ့နာကိုတန်ရှင်းလုပ်ပြီးအနာကိုချုပ်ဖို့ပြင်ဆင်ကြတယ်အကုန်လုံးကိုကျွမ်းကျွမ်းကျင်ကျင်နဲ့လှုပ်သွားတဲ့သူမကိုရှန်ငေးကြည့်မိနေတယ်အနာကိုချုပ်သွားတာများနှိမ့်ညံချက်နာကျင်မှုတွေကိုမေးလောက်တဲ့အထိသူမကိုငေးနေမိတာပါကဲပြီးပြီသူ့ကိုလိမ့်စိနဲ့စားစီလေးပေးလိုက်ပါဆရာမဟုတ်အနာဒီအပိုင်းအတွင်းရင်မထိစေနဲ့ရေဆိုရင်အနာချက်ဖို့ကြာသွားနိုင်မယ်ဟုတ်ကဲ့ပါဒေါက်တာဒီအပိုင်းအိမ်မှာအနာယူပါအနာကနက်တာမို့အမျော်တွေပါနေမိရင်အဖျားတက်နိုင်တယ်ဟုတ်ကဲ့ပါဒေါက်တာမဟုတ်ရင်လည်းဆေးရုံတက်လိုက်ပါလားဒီမှာသူနာပြုရရှိတော့သူတို့ view ဆိုင်ပေးလိုက်မယ်ကျွန်တော်ကဒေါက်တာမဟုတ်ရင်ဘယ်သူမှပြုစုတာမကြိုက်ဘူးဟမ်အဲ့ဒါဆိုလည်းအိမ်ကိုသာပြင်လိုက်တော့နော်ကျမလည်းအလုပ်မအားတော့မဟုတ်ခွင့်ပြုပါအောင်သူ့မှာလည်းဒုက္ခပါပဲလားဒီကောင်လေးဒဏ်ရာရတိုင်းသူပဲဆေးထည့်ပေးရမယ်ဆိုရင်တော့နေ့တိုင်းဒဏ်ရာရနိုင်တော့ဒုက္ခပဲတော်တော်ဆူဆူကောင်လေးပဲတီယူတန်လုံးနေသူလည်းဆေးထည့်ပြီးပြီဆိုတော့အိမ်ပြန်လာခဲ့တယ်ဆေးရုံမှာဒီနေ့သူ့ဂျူတီမရှိဘူးလေသူ့ရဲ့ပိတ်ရက်မှုဆေးကန်းအောင်သွားရမှာမမနွယ်ရောက်ပြီလားနောက်ကျသွားတယ်စုကြီးအမမနက်ကလာရင်းနဲ့ဆေးရုံခဏသွားရလို့ဘာဖြစ်လို့လဲအရေးပေါ်ဖြစ်လို့လားအဲ့လိုပြောရမှာပေါ့ပိတ်ရက်တောင်မနာအောင်နော်သူဆေးကန်းကဆရာမလေးကစုတန်တာကသူ့ကိုစာနာတယ်လို့ပြောတော့ operation ဝင်တာဆိုရင်တော့အမအလုပ်လေအခုကထွေထွေကန်းကအမကိုဆေးထည့်ဖို့လှမ်းခေါ်တာဟမ်ဆရာဝန်တွေမလိုက်လို့လားမဟုတ်ဘူးအကောင်လေးကအမမဆေးလာမထည့်ပေးရင်လုံးဝမထည့်ပါဘူးဆိုလို့လေအော် तू ကအမကိုသဘောကျလို့နေမှာပေါ့ဘယ်ရတာတမင်တက်တက်ပါ तू ကလူဆိုးကောင်လေးဒီတိုင်းရန်ဖြစ်နေတာပြီးရင်ဒဏ်ရာတွေဖြစ်လာရင်ဆေးရုံကိုလာရောဆေးရုံအုပ်ကြီးကဘာမှမပြောဘူးလားသူ့သားလေးဘာပြောမှလဲဟမ်ဆေးရုံအုပ်ရဲ့သားဆေးရုံအုပ်ရဲ့သားဆိုတော့စုတန်သားစိတ်ဝင်စားသွားတယ်အရင်ကသတင်းတွေကြားဘူးတယ်အဲဆေးရုံအုပ်ရဲ့သားကချောတယ်ဆိုပဲအပြင်မှာမြင်ဘူးချင်လိုက်တာမမတွေကနေ့တိုင်းမြင်နေရတာမိုက်လိုက်တာနော်ဆရာမလေးစုတန်သားကနွယ်နဲ့တူနေတာမို့အတော်လေးကိုရင်းနှီးနေပါပြီဆေးကန်းရှိမှာကားတန်ကြလို့ကြည့်လိုက်တော့ဒယ်ဒီတို့လာတာကြောင့်နွယ်လဲဆေးကန်းထဲကနေပြေးထွက်လာခဲ့တယ်ရှင်လေးမမကြောက်ပြီးလို့လားဟုတ်တယ်ချစ်မွေးရောမပါဘူးလားပါတာပေါ့အန်ကယ်လေးတို့သားမိသားဖ3ယောက်လုံးမလားတဲ့ဟုတ်လားဘာမှလဲသူတို့ကစိတ်ရုံခဏဝင်နေတယ်အော်မောင်နှမတွေကမတွေ့ရကြတော့အရန်ကိုသတိရနေကြတာအရင်လိုရန်အောင်မဖြစ်နိုင်တော့ဘူးသူမိဘတွေကိုဆေးကန်းထဲခေါ်လာခဲ့တယ်မိုးထက်တွေဆေးကန်းလေးကဒီရောက်ကလူတွေအတွက်အရန်ကိုအဆင်ပြေတယ်ခဏလောက်ကြာတော့အန်ကယ်လေးတို့ကနွဲရဲ့ဆေးကန်းရှိမှရက်လာတယ်ကားရက်တယ်ဆိုရင်ပဲချစ်မိုးထက်ဆန်ခေါ်ချစ်မွေးလေးကမမဆိုပြီးပြေးဝင်လာတော့တယ်မမရဲ့ချစ်မွေးလေးလာပြီမမကိုသတိရနေတာမမလည်းသတိရပါတယ်ဖျောက်ချစ်မိုးအဲ့ဒါငါမမနော်ဒါပြီးတိတ်မချွဲနဲ့တာမမလည်းဟုတ်တယ်လေငါမမအရင်ဖြစ်တာမင်းကနောက်မှလာတာနောက်မှလေဆိုပြီးတော့ချစ်မိုးကိုဆွဲလိုက်ပြီးမမကိုဖတ်ထားလိုက်တယ်မရဘူးကိုရှင်ကအကြီးဆိုရင်အနစ်နာခံရမှာလေအဲ့တော့သားနောက်မှာပဲနေဟုတ်တော့မောင်နှမ3ယောက်ကိုကြည့်ပြီးတော့လူကြီးတွေသဘောကျနေပြီရဲ့အမတယောက်ကိုလူချက်နေကြတာအရင်ကတော့မတည့်ကြဘူးခုမှချက်နေကြတယ်မောင်နှမတွေပေါ့မောင်နှမတွေလူနေကြတော့ရွယ်လေးဆေးရုံမှာအဆင်ပြေလားပြေပါတယ်အန်ကယ်လေးအုပ်ကြီးကတော့နေအောင်ချီးမွမ်းလိုက်တာတော်တယ်တဲ့ဘယ်သူမို့လို့လဲအန်ကယ်လေးရဲ့ပင်ရန်ထက်နယ်လေဒီလောက်တော့ရှိရမှာပေါ့အေးပါအမြဲတမ်းတော်နေဖို့ပဲလို့လားသူတို့စကားပြောနေတော့ကောင်းလေးတယောက်ကဆေးကန်းထဲဝင်လာပြီးဒေါက်တာပင်ရန်ထက်နယ်ရှိလားဟုတ်ရှိပါတယ်ရှင်သူနဲ့တွေ့ချင်လို့ခေါ်ပေးလို့ရမလားဟုတ်ကဲ့မမနွယ်ကိုတွေ့ချင်လို့တဲ့လာပြီဒယ်ဒီတို့ခဏနော်အေးကောင်တာဘက်ကိုထွက်လာတော့အောက်ထုံးနဲ့မတ်စတက်ထားတဲ့ကောင်လေးတယောက်ဘယ်သူမှန်းသူမသိဘူးပြီးမှသူ့ရဲ့ဒဏ်ရာကိုအကြည့်ရောက်သွားတယ်အဲ့တော့မဟုတ်လူစိုးကောင်မှန်းသူသိသွားတော့တယ်ဒေါက်တာဘာလာလောက်တာလဲဖုန်းလာပို့တာငါဖုန်းကဘလို့နင်းစီရောက်နေလဲမနက်ကကြံခဲ့တာဖြစ်မယ်အော်ဒေါက်တာကိုဖုန်းကြံခဲ့လို့ကြံခဲ့မှန်းတော့မသိဘူးလားငါနင်တို့လိုအားနေဖုန်းကင်နေလို့မဟုတ်ဘူးဟဲ့ဟုတ်ပါပြီရှော့ဒီမှာဖုန်းနောက်ဆိုသတိထားပါကျွန်တော်မလို့ပြန်ရအောင်နော်ရှားသူသားဆိုရင်ဒေါက်တာကိုပြန်အောင်လာပေးမှာမဟုတ်ဘူးမလာပေးလဲအစ်စ်ဝင်လိုက်မှာပေါ့ဟောဗျာဖုန်းကိုနည်းနည်းလေးတော့တန်ရောစင်မရှိဘူးလားနိုးပါဒေါက်တာဖုန်းဟောပေးပါကလေးလေး2ယောက်ကတူလေးတွေလာရင်ငါမှဘာတူမှမရှိဘူးနင်ကတအားဆက်စုတာပဲကျွန်တော်သိချင်လို့ပါဒေါက်တာအိမ်အောင်ရှိရလားဘာရှားရလို့ရှာနေသေးချင်းနေပြီလား
သိချင်လို့မေးရပါဆိုမဖြစ်ချင်လည်းနေပါစိတ်မဆိုးပါနဲ့ကိစ္စပြီးပြီမလားသွားတော့ဟုတ်ကဲ့ပါမလို့ခေါ်ပြီးတကြိုးရဲပြေးထွက်သွားတဲ့ကောင်လေးကြောင့်နွယ်ခေါင်းရမ်းလိုက်မိတယ်ဘလို့ကောင်စားလည်းမသိဘူးမမီတို့လာမှပဲနွယ်ကောင်းကောင်းစားရတော့တယ်အရင်ရက်တွေကမစားရဘူးလားနွယ်ဖြစ်တယ်လို့ပဲစားရတာအရင်ရက်တွေကဟောအဲ့ဒါဒယ်ဒီကြောင့်လေနွယ်ကိုအဝေးပို့ပြစ်တာဒယ်ဒီကသမီးလေးကိုအတွေ့အကြုံပိုးရစေခြင်းလို့လေအတွေ့အကြုံကမျိုးထဲမှာပဲပြောင်းပေးရင်လည်းရပါတယ်အခုတော့နွယ်ကဝေးလံခေါင်ပြတဲ့ဒေသကိုရောက်လာပြီမန္တလေးမြို့ကရှေးဟောင်းမင်းနေပြီးတော့မြို့လေဘဲနဲ့ဝေးလံခေါင်ပြမှလည်းသမီးရဲ့ဒီလောက်စီးနေအောင်စီပေမဲ့နွယ်ရင်းနှီးတဲ့ဒေသမှာမဟုတ်တာတဖြည်းဖြည်းအသားကျသွားမှာပါသမီးရဲ့နွယ်ကဒီခေါင်တဲ့နေရာမှာအကြာကြီးနေရမှာလားဟင်အဲ့ဒါသမီးပေါ်မှာပဲမူတည်တယ်အဲ့ဒါဆိုလဲမမရဲ့ပြန်မလာပါနဲ့တော့သားမိန်းမရမှာပြန်လာခဲ့တော့ဟဲနင်ကမိန်းမယူအောင်ပဲပေါ့ယူမှာပေါ့ငါမြူပါသေးပဲနဲ့နင်ယူရမယ်လို့မတွေးလိုက်နဲ့မမအရှိရပိတ်နေတော့သားကကြော်တက်တဲ့ကြော်တက်ရမှာပေါ့အမေမမီနော်မမီတာပြောရကြည့်အောင်အခုရွယ်တွေကမိန်းမယူဖို့တွေးနေပြီမိုးရထက်ရှိန်တို့ကတော့အမွှေးပြောင်ခြင်းနေရနဲ့တူတယ်ရန်ဖြစ်ရင်တွေမိမိရရသပင်ပဲဆွဲနေကြဆိုတော့ရှိန်ကလန့်ရတယ်မမဆွဲပြီးသွားရင်သပင်တွေကနောက်နေထီနာတာအဲ့ဒီကသပင်ကိုမဆွဲလို့တော့မရတော့တဲ့အထိညှက်ပစ်ခဲ့တာရှန်တယောက်ဒေါက်တာပြောတဲ့အတိုင်းအိမ်ထဲမှာပဲနေတယ်သူ့အိမ်မှာပဲအခန်းအောင်နေတာကြောင့်သူ့အမိကထူးဆန်းနေလို့ထင်တာပေါ့ဟဲ့တာဒီနေ့ထူးဆန်းလိုက်တာအပြင်မသွားဘူးလားဘုတော့နေအပြင်မထွက်ဘူးလို့ဒီတခါပဲငါကြားဘူးတော့တယ်ဟဲ့ကျွန်တော်မမအပြင်မထွက်နဲ့လို့ပြောထားလို့အမလေးအမေကအပြင်မထွက်နဲ့လို့ပြောတာကြတော့တစ်ဆက်4,000နားမထောင်ပဲနဲ့အခုမှဘယ်ကပေါ်လာမှမသိရဲ့မမစကားကြတော့တသွေးမတိမ်မဲနော်ငါရှန်တို့မမကဒေါက်တာဆိုတော့နားထောင်ရမှာပေါ့မေကြီးရဲ့မြို့ဘယ်ဒေါက်တာကကြိုက်ပါလဲအားနေရံပဲဖြစ်နေအောင်အဲ့ဒါကြောင့်ဆရာဝန်မမကိုရှာထားတာလေဟိုကနေရုပ်ကိုကြိုက်မှာပေါ့အားကြီးမေကြီးစောင့်ကြည့်နေပါကျွန်တော်ဆရာဝန်မမကိုခေါ်လာမှာမေကြီးသဘောတူရမှာနော်နင်းသာခေါ်လာပါပအောင်သာခေါ်လာခဲ့ငါသဘောတူပြီးသားပဲမေကြီးစကားမေကြီးမှတ်ထားနော်အေးမှတ်ထားတယ်တကယ်ကြီးအခန်းအောင်နေတဲ့သားကြောင့်ဒေါ်ရှားမီလေးအံ့ဩရပါတယ်အခန်းအောင်လာလဲအောင်တာပေါ့ထမင်းလေးပါလေးထွက်စားပါအောင်ဒေါက်တာထမင်းစားဖို့ရောမပြောလိုက်ဘူးလားမေကြီးကရစ်ပြီဗျာဘာရစ်လို့လဲနင်ထမင်းစားဖို့ပြောနေရလေဆေးတောက်ရမယ်မလားလာထမင်းလာစားပြီးရောဗျာဒီနေ့ရံမဲလိုက်ဖြစ်နေရနင်ထမင်းတွေရောပုံမှန်စားရလားစားပါရဲ့မေကြီးရဲ့အေးစားရင်လည်းပြီးရောငါမှလည်းဒီသားလေးတယောက်တည်းရှိပါတယ်ပြောလိုက်ရတာအားပေါက်မတက်ပဲဒါကမေကြီးပြင်းနေမှာဆိုလို့စိုးပေးရပါမေကြီးရဲ့အမလေးငါပြင်းမှာဆိုလို့ပဲဖြစ်ရသေးတယ်ဟီသူသားကဒဏ်ရာနှိပ်တိုင်းရနေရမို့လို့ဒဏ်ရာအကြောင်းကိုအထွေထူးပြောမနေတော့ဘူးသူ့ဖေဆေးရုံမှာသူ့ဘာသာသူဆေးသွားထည့်ပြီးပြန်လာနေကြသူလိုက်ဂယူးဆိုင်ပေးစရာတော့မလိုဒီနေ့ရန်ဖြစ်လွန်လို့သူပြောလဲခဏပဲပြီးရင်ရန်ပြန်ဖြစ်တာပဲရှာရရုရှာကိုနိုင်တဲ့သူတော့ပေါ်လာအောင်ပါအခုတော့အိမ်အပြင်မထွက်နဲ့ဆိုတာကိုမထွက်ဘဲနေရခြင်းရင်တကယ်ကိုအပိုးကျိုးနေတဲ့ပုံပဲသူ့ထံရတက်တာပြီးဆိုတာနဲ့ဆိုင်ကယ်တစ်စီးနဲ့ထွက်သွားတဲ့သားတော်မကြောင့်ဒေါ်ရှားမီအထွေထူးပြောမနေတော့ပါဒါကသူ့အတွက်ပုံမှန်လိုဖြစ်နေပြီဒီနေ့သူ့တငယ်ချင်းတတိုင်နဲ့လမ်းတရဲတွေလိုပဲရန်လိုက်ဖြစ်နေကြအုပ်လိုက်ကြီးပြီးရင်ပြန်လာရင်ဒဏ်ရာတန်ချက်တွေနဲ့သူတို့လင်မယားတွေလည်းပြောလို့မနိုင်လွတ်ထားလိုက်တယ်ရှန်ဟိုနေ့ကမင်းဘာလို့မလာတာလဲငါမအပြင်မထွက်ခိုင်းလို့ကွာဟမ်ဘယ်မလေးကွာငါတို့လည်းမသိရပါလားဘာလဲဟိုစောနဲ့ကပြတ်သွားပြီလားအဲ့ဆိုငါကောင်းတဲ့ထဲကိုမထည့်တာဟာပိုင်ချက်ကတော့ကွာဘယ်သူမလို့လဲရှားရလူရှန်ပါကွာပေါ်သေးမဟုတ်ဘူးအေးပါဒါနဲ့မင်းအဲ့နေရမလာတာနားရကွာဟုတ်တယ်ငရှန်ရဲ့ဘာဖြစ်လို့လဲအဲ့နေရစော်ကြီးတွေကအလန်းကြီးတွေပဲကွာရှယ်ကိတ်ကြီးတွေထွေမင်းတို့ကောင်းနေဒါပဲခေါင်းထဲမှာရှိမင်းကရောဘာထုလို့လဲထုတယ်ဟေ့အောင်အခုငါမိန်းမဆိုရင်ငါမမအလွယ်ဘသူ့ဘုံမှာကောင်းထဲမှာမရှိတော့တဲ့ဟုတ်ပါလားဒီကောင်ဘာစေးမိလာတယ်မသိဘူးနော်ဘာစေးမှမမြင်ဘူးငါချစ်မိသွားတာအာထိရကွာဟာကောင်းလေငါတကယ်ပြောနေတာဟာတာပြောနေမှာမဟုတ်ဘူးမင်းပါဇက်ကနေချစ်မိသွားတယ်ပြောတာကိုငါတို့ပထမဦးဆုံးကြားဘူးတာပဲအေးလေမင်းအရင်စော်တွေကိုပြောတာမကြားမိပါဘူးကွာတယ်လေကွာသူတို့ကအပြောအခုကအတီးကွာအတီးတကယ်ကြီးလားတကယ်ပါစိုးနေသူ့ဘယ်ရလဲမန္တလေးရပဲလားလို့သူကရန်ကုန်သူပြောင်းလာတာမကြသေးဘူးပြီးတော့သူကအရန်စွာတာပဲသူ့မမအကြောင်းကိုပြုံးရွှင်ပြီးပြောနေတဲ့ငရှန်ကိုသူတို့အဖွဲ့တွေအံ့ဩနေမိတယ်ဒီကောင်ကကောင်မလေးတယောက်အကြောင်းကိုအခုလိုပြုံးရွှင်ပြီးတခါမှမပြောဘူးအရင်ကဆိုခလန်းလန်းစော်လေးတွေ့ရင်
သူတွဲလိုက်ရောချစ်တာတွေမြစ်တာတွေသူနားမလဲဘူးကောင်မလေးတွေကလည်းသူ့ကိုကြိုက်တာပဲအခုတယောက်ကတော့မတဲ့ကြွားနေရမပြီးတော့ဘူးသူကလည်းငါ့ကိုဆေးထည့်ပေးရသေးလားဆေးထည့်ပေးရဆိုတော့ဘာလဲဆရာဝန်မလားဟာဆရာဝန်တော့ဖြစ်နိုင်မှာဘူးသူ့ကိုဆေးထည့်ပေးနေကြ20ရှိရလေဟုတ်သားပဲမင်းတို့ကောင်တွေ20နဲ့အဆက်တည်းမရဘူးလားဘာဖြစ်လို့လဲ20ရန်ကုန်ရောက်သွားပြီလေဟုတ်လားဒါဆိုမင်းကဘယ်သူကဆေးထည့်ပေးရလဲငါခုနပြောလိုက်တယ်လေငါမပါဆိုတကယ်ကြီးဒေါက်တာလားဟုတ်လားငါရှမ်းနာမည်ဘယ်လိုခေါ်လဲဟဲ့ဒေါက်တာပင်ရန်ထက်နွယ်တဲ့တကယ်ကြီးလားဆိုဆရာဝန်မမကိုတကယ်ကြီးကြွေနေတဲ့သူတို့တငယ်ချင်းကြောင့်အန်အောနေရတာအမှန်ပါဟမ်ပိုင်ဟေးမင်းရောမင်းစော်နဲ့အဆင်ပြေလားသူနဲ့ဒီလိုပါပဲကွာတည်ရလို့တော့မဟုတ်ပါဘူးအဲ့ဒါဆိုလဲတွဲမနေနဲ့တော့ဟဲ့အေးလေအပြင်မခံစိတ်ညစ်ခံပြီးတွဲမနေနဲ့တော့ငါသာမင်းနေရာမှာဆိုရင်ခုနေ2ယောက်3ယောက်လောက်တွဲပြီးသွားပြီမင်းတို့တော့ယုံပါတယ်ငရှန်ရဲ့ပိုင်စီကသူငယ်လေးကချစ်ခဲ့တဲ့ကောင်မလေးကိုဖွင့်ပြောပြီးတွဲခဲ့တာအစပိုင်းကတော့အဆင်ပြေတယ်နောက်ပိုင်းကျတော့အဆင်မပြေမှုတွေဖြစ်လာတယ်သူကလည်းခဏရန်ဖြစ်နေတော့ကောင်မလေးကစူပူလာရောငါပိုင်းကအချစ်ကြီးရဲ့လေငယ်လေးကချစ်ခဲ့တာဆိုတော့ဘယ်ဖြတ်နိုင်မလဲသူ့ဘက်ကကြည့်ရင်လည်းသူချစ်ရတဲ့မိန်းကလေးလေရှန်တို့ဘက်ကကြည့်ရင်တော့ငါပိုင်အတွက်ဝင်တော့လိုမျိုးပေါ့ထားလိုက်ပါတော့မိန်းကိစ္စပဲငါတို့ဝင်ပါလို့ပဲဖြစ်မလဲအင်းမမင်းရောဖို့သားဤစားထားဖို့အစီအစဉ်မရှိဘူးလားတော့ပါကွာငါဘာသာအေးအေးဆေးဆေးဂိမ်းချော်တာပဲကောင်းတယ်ကောင်မလေးတွေကညောင်းတာငါမခံနိုင်ဘူးမင်းကတော့ဒီသက်မိမရမယ်ယုံမဟုတ်ဘူးသူရရင်လည်းအတူတူလေးပဲရမှာအဲ့ဒါပဲငါနဲ့လိုက်ဖက်ပါလေရမ်းလည်နေအဆင်မပြေဘူးဟုတ်ပါပြီသူတို့တငယ်ချင်းတွေကစုံရင်ဆိုင်တဆိုင်ထိုင်ပြီးကောင်မလေးတွေအကြောင်းပြောနေရှိကြတယ်ပိုင်စိတ်ခန့်ကကောင်မလေးတယောက်ကိုပဲထားပြီးရှားရုရှန်ကတော့ကောင်မလေးတွေတယောက်ပြီးတယောက်ပေါ့ဖိုးသားခေါ်ဖုံးမြင့်မြတ်ကတော့နှစ်တရာ FA လို့ပြောရမယ်ဇော်ဆက်ပိုင်ကတော့အချစ်ဦးစီမှာထားခဲ့ခံရပြီးတဲ့နောက်ပိုင်းဘယ်ကောင်မလေးမှသူမထားတော့တာအခုထိပဲစေးပညာတွေကိုပဲစိတ်ညစ်ထားပြီးကောင်မလေးအကြောင်းပြောရင်တောင်ပြောမြောက်ပြောနေစကားလမ်းကြောင်းလွှဲနေတော့မယ်အခုလောလောဆယ်တော့ငါဆက်မရှိတော့သူတို့3ယောက်ထဲပေါ့ဒီနေ့ဆိုင်ကယ်1ယောက်တစ်စီးနဲ့လမ်းသလားနေကြတာဘယ်သူမှလည်းပြောလို့မရလို့လွတ်ထားပေးကြတာဟဲ့ငါရှမ်းမင်းကဘာကောင်မလို့ငါ့ကိုငါရှမ်းလို့လာခေါ်နေရလဲကွာအဲ့ဒါမင်းနာမည်မဟုတ်ဘူးလားမင်းမထွေးနာမည်ကရှားရုရှန်ကွာငါရှမ်းလို့လာခေါ်ရအောင်မင်းမဘာအဆင်ရှိလို့လဲရှမ်းကဗလိုင်းသွားကောနေတော့တယ်သူ့နာမည်ကိုငါရှမ်းလို့ခေါ်တာသူ့ခေါ်တာတွေပဲတခြားသူတွေခေါ်ရင် तू မကြိုက်ဘူးအဲ့ဒါကြောင့်ကောနေခြင်းပါအနာရှာခြင်းတာလည်းပါတာပေါ့မင်းမရိုင်းလိုက်လားမင်းနာမည်လေးခေါ်တာကိုအဲ့လောက်တောင်ဖြစ်เสียလို့လားလို့ရဟျောလူဆိုတာကိုယ့်အဆင့်နဲ့ကိုနေတတ်ရတယ်ကွာငါရှမ်းလို့ငါ့ကိုလူတိုင်းလာခေါ်လို့မရဘူးဘာလို့ဆိုငါတို့ကအဆင့်မတူလို့ရှင်းလားသူ့ကိုအဆင့်မတူဘူးလို့ပြောလိုက်တော့တစ်ဖက်ကကောင်လေးကဆွဆွခုံသွားတော့တယ်အဲ့လောက်အဆင့်ရှိကြနေလေကဲကွာရှမ်းရဲ့မျက်နှာကိုအားနဲ့ထိုးချလိုက်တာကြောင့်တစ်ဖက်ကိုလဲထွက်သွားတယ်ရုတ်တရက်ဆိုတော့ခေါင်းလဲမူးသွားတယ်ရှမ်းကိုထိတာနဲ့ငပိုင်းနဲ့ဖိုးသားကလည်းမနေဘူးဟိုဘက်အုပ်စုကိုပြန်ချတော့တယ်ဖိုးသားပြန်ချကွာဒီကောင်လေးလူပါဝါတာများပြီချကွာ3ယောက်နဲ့5ယောက်အင်အားမမျှပဲမဲ့ဘယ်တော့မှအရှုံးမပေးတဲ့ငရှမ်းတို့အုပ်စုကမနိုင်အောင်ချတယ်3ယောက်ထဲနဲ့လည်းသူများကိုအားကျဲရဲတဲ့တက်တီရတော့မသေးဘူးသူတို့3ယောက်နိုင်ခဲ့ပေမဲ့သူတို့ခန္ဓာကိုယ်မှာဒဏ်ရာတွေနဲ့ပေါ့ပိုင်စင်းနဲ့ဖိုးသားကတော့နားလို့မျက်နှာရှုံးမဲ့နေကြပေမဲ့ရှမ်းကတော့ပြုံးနေရပဲဖျောင်းရှမ်းမင်းကခေါင်းထိသွားလားမထိပါဘူးမသိပါဘူးငါကမင်းခေါင်းများထိသွားသလားလို့ဘာဖြစ်လို့လဲငါတို့ကတော့နားလို့မဲ့ရွယ်နေတဲ့အချိန်မှာမင်းကပြုံးနေလို့လေဆေးရှိလို့လားရှင့်လေညှောစမ်းမအောင်ဆေးရတော့ငါမမပေါ့ကွာငါထံရရပြီဆိုတော့မမနဲ့တွေ့ရတော့မယ်လေအဲ့တော့ငါပြောတာပေါ့အကြံစိုးကြီးနဲ့ဒီကောင်တမင်အနာဖြစ်ချင်လို့ရန်ဖြစ်ခဲ့ရလားမသိဘူးဟုတ်တယ်လေဟမ်ဘာတမင်အနာရအောင်ရန်ဖြစ်တာတဲ့ဒီကောင်တော်တော်ဆိုးဆိုးပါပဲလား3ယောက်သားဆေးရုံကိုဦးတည်လာခဲ့တယ်ရှမ်းရဲ့မမကိုမြင်ဘူးကြံလို့လိုက်လာကြတာလေပုံမှန်ဆိုဒီနာလောက်ကိုအင်းကအမေပေးစီမှာအဆုခံပြီးပြန်လိမ့်နေကြပါဒီနေ့မှရှမ်းရဲ့အကျင့်ကိုပြီးဆေးရုံမှာ3ယောက်လုံးဆေးလာထဲကြတယ်ဆေးရုံရောက်တော့ကိုရှမ်းမင်းဘာလာလုပ်တာလဲကျွန်တော်လာပြန်ပြတာပါမင်းအချိုးပြင်ထားနော်နောက်တစ်ခါအဲ့ဒါမျိုးငါမမြင်ချင်ဘူးဟုတ်ကဲ့ပါနောက်ဆိုမဖြစ်စီရပါဘူးကိုရှမ်းအညာကျွန်တော်နည်းနည်းလေးမူးသွားလို့ပါအဲ့ဒီကဆေးရုံမှာမလို့မင်းကန်ကောင်းသွားတာပြင်မှာဆိုမင်းအခုချိန်ထိစံပြုတ်တောက်နေအောင်ပါဟုတ်ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ထားလိုက်တော့ကိုရှမ်းဆေးလာထည့်ရလားအေးဟုတ်တယ်ဟိုနေ့ကဒေါက်တာတွေကိုဓားပြပါပြနဲ့လှုပ်တဲ့ကောင်းလေးနဲ့ဆေးရုံမှာပြန်တွေ့ပြကြလို့နှုတ်ဆက်ကြတာပါကောင်းလေးထွက်သွားမှသူတို့3ယောက်လည်းဆေးရုံတွေကိုဝင်လာကြတယ်
သူဆေးရုံကိုကြာရင်လဲဆရာမလေးတွေကကြောက်ရတယ်သူ့ရိတ်တွေ့ရနဲ့လက်ခနဲနေအောင်ပြေးကြတော့တယ်ဟုတ်ဘာလာလောက်ကြလဲဟမ်ပျော်ဝဲစားလာထွက်တာလေရှင်ဆေးရုံကိုလာပါတယ်ဆိုမှဘာလာလောက်တာလဲလို့ဒုက္ခပဲဒီဆရာမကတော့မဟုတ်သေးဘူးဆေးရုံကိုလာမှတော့ဆေးရုံလာပြတာပေါ့ဆေးကန်းလာပြတာလေဆေးကန်းမှမဟုတ်တာဆေးရုံလေမင်းတို့ကောင်ကတမျိုးခဏနေဦးဘာလဲကွာဆေးထဲကြရှိရထဲ့မယ်လေလို့မင်းတို့ထဲ့ရင်ထဲ့ငါတော့မထဲဘူးဒေါက်တာနွေမမဟုတ်ရင်ဟိုဒေါက်တာနွေကခုချိန် operation ဝင်နေပါတယ်တခြားဆရာဝန်တော့ရှိရခေါ်ပေးရမလားရှင်နားမကောင်းလားသူမမဟုတ်ရင်မထဲဘူးလို့အော်ဟုတ်မင်းမထဲရင်လည်းနေကွာငါတို့ကထဲတော့မှနားလာပြီဆရာမကျွန်တော်တို့ကိုဆေးထည့်ပေးပါအောင်အော်ဟုတ်ကဲ့ဒီဘက်ကိုလာပေးပါနော်ဟုတ်ကဲ့ငပိုင်နဲ့ဖိုးသားကဒီမှာလာပြီးအပိုးကိုကျိုးလို့ပါလားရှင်ကတော့နွေမမဟုတ်ရင်ဘယ်သူနဲ့မှမထဲတာအဟုတ်ကိုမထဲပဲစောင့်နေတာနွေ operation ကထွက်လာတော့ nurse တယောက်ကသူ့ကိုလာခေါ်တယ်ဒေါက်တာကိုရှန်ရောက်နေတယ်ဒေါက်တာကိုဆေးထည့်ခိုင်းမလို့စောင့်နေဟမ်အခုပဲ operation ကနေကထွက်လာတယ်ဒီလူဆိုးကောင်ဆေးထည့်ရအောင်ပဲစိတ်ညစ်ပါတယ်နွေဘာအဖြစ်တွေနဲ့လှုပ်ထားပြီလို့လဲကွယ်ညနေ3 နာရီကစောင့်နေရပါဘာဒေါက်တာ operation ဝင်နေရလို့ပြောလဲသူကစောင့်မယ်ပဲပြောနေတာဒေါက်တာမဟုတ်ရင်ဘယ်သူနဲ့မှမထည့်ပါဘူးတဲ့နွေဆက်ပြောရမယ်စကားပြီးတော့မရှိတော့ပါလူစားလေအနာဆေးထည့်တာပဲဆရာဝန်နဲ့မှတဲ့ထားပါဆရာဝန်မဆိုရင်လည်းတခြားဆရာဝန်တွေရှိရလေသူတို့နဲ့ထည့်ပါလားဘာလို့နွေပဲလဲနွေလဲစိတ်ညစ်ညစ်နဲ့ဆေးပေးတဲ့ဘက်ကိုသူနာပြုမလေးနဲ့အတူထွက်လာခဲ့တယ်သူရောက်လာတော့တွေ့ပါပြီလူဆိုးကောင်ဒီခါတော့တယောက်တည်းမဟုတ်ပဲ3 ယောက်တောင်ဒေါက်တာလာပြီဘာဖြစ်လာရပြန်တာလဲထုံးစံအတိုင်းပဲပေါ့ရန်ဖြစ်လာမှန်းသိခဲ့သားနဲ့မိမိဟာသူ့အမားပါဆေးထည့်ပေးနေရတစ်စက်4 တောင်လူညံ့မှုမရှိဘူးနားရဲမရဲ့နှစ်ကိုကြားတန်နဲ့ပြောတော့ရန်ဖြစ်တော့ဖြစ်ပြီးတော့ခုမှနားရဲလားမအောင်နဲ့လွဲဟောက်လိုက်တော့သူ့တိတ်သွားတယ်သူ့ရဲ့ဖြစ်ကိုကြည့်နေတဲ့ငပိုင်နဲ့ဖိုးသားကတော့အန်အောနေနေရဲ့ငါရှန်ကိုနိုင်တဲ့သူပေါ်လာပြီထင်တယ်ဆေးထည့်လို့ပြီးပြီနောက်တစ်ခါရန်ဖြစ်လို့ဒဏ်ရာရရင်ငါ့ကိုလာမထည့်ခိုင်းနေတော့ငါအားမနေဘူးဟုတ်ညနေငယ်လေးနဲ့ဟုတ်တဲ့သူ့ပုံစံကိုကြည့်ပြီးငါပိုင်နဲ့ဖိုးသားတို့ရည်ချင်စိတ်တွေမနှဲထိန်ထားရတယ်ဘသူ့ကောင်မှအောက်ကျမခံတဲ့ရှားရရုရှန်ကအခုကြတော့ဟုတ်တဲ့တကယ်ကောင်းပါလေသူ့ကိုဆေးထည့်ပြီးတော့အရေးပေါ်ကားတစ်စီးရောက်လာတယ်အရေးပေါ်ကားရောက်လာတယ်ဆိုရင်ပဲနှွေးကချက်ချင်းထွက်လာခဲ့တယ်ဘာဖြစ်လာလဲအက်ဆီဒန့်မှာဒေါက်တာအရေးပေါ်ခွဲစိတ်ဖို့လုပ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုခွဲကန်းတဲ့တစ်ခါပို့လိုက်ဒေါက်တာထူးကိုခေါ်ပြီးကျမလာခဲ့မယ်ဟုတ်ကဲ့ဒေါက်တာတခြားဆရာဝန်တွေလည်းအတီးတီး operation ဝင်နေကြတာမို့ခွဲစိတ်မှုကိုနှွေးပါဝင်ရတယ်တကယ်ဆိုဒီလိုတန်ရာတွေကနှွေးပိုင်းမဟုတ်ပေမဲ့တာဝန်ကျဆရာရဲ့လက်ထောက်ဆရာဝန်အဖြစ်နှွေးလိုက်ခဲ့ပေးရတယ်အက်ဆီဒန့်ကတော်တော်ကြီးခဲ့လို့ထင်တယ်လူနာရဲ့အသက်ကိုတော့ကဲလိုက်နိုင်တယ်ဒါပေမဲ့ ICU ကန်ထဲမှာပဲစောင့်ကြည့်ရအောင်ပါကောင်းလေးကငငယ်လေးပဲငငယ်ရွယ်နဲ့ဒီလိုအဖြစ်ဆိုးကိုကြုံရတာစိတ်တော့မကောင်းပါဘူးသူမပြောင်းလာခင်ကလည်းရန်ကုန်မှာတယောက်ဆိုင်ကနေကားအက်ဆီဒန့်ဖြစ်တာအသက်ကယ်နိုင်ပေမဲ့ကိုမဝင်သွားတယ်သူလည်းငငယ်လေးပဲရှိသေးတယ်သူ့ရဲ့မိဘတွေကတော့ယူကျုံမရဖြစ်တာပေါ့အခုကောင်လေးလည်းတော်တော်လေးသားလာတဲ့အထဲမှာပါတယ်မိဘတွေကတော့တော်တော်လေးစိတ်မကောင်းဖြစ်ကြမှာအခုခေတ်ကောင်လေးတွေလည်းတော်တော်ဆူဆူပဲဆိုင်ကယ်ကြီးတွေတဝေဝီနဲ့စီးကြပြီးတော့အက်ဆီဒန့်ဖြစ်ကြနဲ့မိဘတွေကိုစိတ်ပူအောင်တိတ်လုပ်ကြတာပဲမလွယ်ပါဘူးဒီကလေးတွေလည်းသူ operation ပြီးတော့ည9 နာရီထိုးနေပြီ duty off ပြီးမို့သူမှလည်းအိမ်ပြန်လာခဲ့တယ်ဆေးရုံရှိရောက်တော့ဟိုလူဆိုးကောင်လေးမပြင်ပန်းနေပြီလားမ operation ကအကြာကြီးပဲနော်မဘာလို့ဆရာဝန်လောက်တာလဲဒီလောက်ပြင်ပန်းရတာကိုလွယ်အံ့ဩနေမိတယ်ဒီကောင်လေးဟာခေါင်းများထိလာခဲ့သလားမသိဘူးသူ့ကိုလည်းမတဲ့ကိုနဲ့သူနဲ့ကဘယ်တော့မှအဲ့လောက်ထိရင်းနှီးသွားလို့လဲမကျွန်တော်ပြောတာကြားလာရင်ဒီမကောင်လေးမင်းနဲ့ငါနဲ့ကဘယ်တော့မှအဲ့လောက်ရင်းနှီးသွားတာလဲလူအများမလေးပါလေးနဲ့တင်းတင်းစီစီဗျာနေမပြန်သေးပဲဘာလုပ်နေရလဲအမအောင်စောင့်နေရလေအော်နေ့မှဒီဆေးရုံမှာပဲလောက်တာလားဗျာမဟုတ်ပါဘူးကျွန်တော်မှအမမရှိပါဘူးနင်မကူးတော့အမအောင်စောင့်နေရဆိုဒေါက်တာကိုစောင့်နေရလို့ပြောတာပါဒေါက်တာ duty off ပြီလားoff လို့ပြန်လာတာပေါ့မ off ပဲပြန်လာရင်နဲ့အဖေကပြောမှာပေါ့မဟုတ်မပြောအောင်ကျွန်တော်ပြောပေးမယ်လေလာပြန်ပြီမဘသူလဲမဒေါက်တာကိုခေါ်တာလေဒေါက်တာကကျွန်တော်ထက်အသက်ကြီးတော့ကျွန်တော်ကမလို့ရိုးသေးခေါ်တာပါမခေါ်နဲ့ဟုတ်အုပ်ကြီးသားဆိုပြီးမြောက်ကြလာမလို့နဲ့ဖျက်ရိုက်လိုက်လို့သွားကျိုးသွားမယ်ဘာမှနေတယ်ဘာမှမှတ်ပါဘူးဗျဖဲ့ရှိရလေဟုတ်ကျွန်တော်လိုက်ပို့ရအောင်လားရတယ်မလို့ဟုတ်စော်စီးတန်ကြကတော့တကယ်ကိုလက်မြောက်ပါတယ်ဗျာ
ဒါကြောင့်မို့လဲခုထိယောက်ျားမရတာနေမှာရှာရတုရှန်ဆိုတဲ့ကျွန်တော်ဟာတခြားနေရာတွေမှာခေါင်းပါပဲမဲ့ခင်ဗျားနဲ့တွေ့ရင်အလိုလိုအပိုးကျိုးနေတဲ့ကောင်ပါဗျာညနေကမှအရန်အလှုပ်ရှုပ်နေတာကိုသူကြည့်နေခဲ့တာမအရန်တော်တဲ့ဆရာဝန်တယောက်ပါလူနာတွေပေါ်ကိုစေတနာပြည့်နဲ့လှုပ်ပေးရသူကလက်တွေပဲသူ့ကိုဆေးထည့်ပေးရလဲအမြင်မကြည့်လို့ဆိုပြီးဖြစ်တယ်လို့မလုပ်ဘူးအကုန်သေးသေးချာချာလှုပ်ပေးတယ်အလုပ်နဲ့ကိုရေးကိုတာကိုခွဲတက်တယ်လို့ပဲပြောရမလားမအရန်တော်တယ်ဖေးဟေးညနေကကောင်လေးရဲ့မိဘတွေရောက်ပြီလားယင်ဘယ်ကောင်လေးလဲအစီးရဖြစ်တဲ့ကောင်လေးမင်းအမှရှိနေကြရလားဆိုပါတော့ဗျာမင်းတွေ့ရမဟုတ်လားဆိုင်ကယ်ကိုရမ်းမောင်းလို့ဖြစ်သွားတာမင်းတွေ့ရမလားကျွန်တော်တွေ့ပါတယ်တွေ့ရင်လေဆိုင်ကယ်မောင်းတာရှော့ဟိုတလောကဦးမိုးညိုမြည်တယ်အဲ့လိုပဲဆိုင်ကယ်နဲ့ကားနဲ့တိုက်မိတာအခုတည်းသတိမရသေးဘူးကိုမှဖြစ်နေတော့မယ်အခုဒီကောင်လေးလည်းကိုမှဖြစ်သွားမယ်ထင်တယ်ဦးမိုးညိုဆိုတာဦးရတုရဲ့ဦးလေးပါအမျိုးတွေကဝေးနေရကြောင်းသိပြီးတော့မြင်နေကြဘူးဟုတ်ကဲ့ပါဖေးရဲ့ဟိုသူ့မိဘတွေခုထိမလာသေးဘူးလားယင်အเจ้าတော်ကြားထားတယ်သူတို့လည်းနိုင်ငံသားမှာဆိုတော့ချက်ချင်းပြန်မလာနိုင်ဘူးလေဩဟုတ်ကဲမင်းလည်းစောစောအိတ်တော့ဂိမ်းကြီးပဲစော့မနေနဲ့မင်းရုပ်မင်းမှန်နဲ့ပြန်ကြည့်အောင်မျိုးလုံးကအတွင်းနဲ့ရောက်နေပြီတာဂိမ်းစော့ပါဦးဖေးရဲ့နားထားတယ်မင်းပြောလဲမင်းစကားပေါ့ကွာတကယ်ကဲပါအိတ်တော့ဟုတ်ဒီတစ်ခါပဲသူစကားကိုအေးဆေးနားထောင်မှုတော့တယ်ခါတိုင်းဆိုတလွဲတွေကြီးလောက်တာအခုတော့ဒီကောင်လေးငြိမ်နေတယ်ဘာဖြစ်လို့လဲမသိဘူးသူငြိမ်နေဆိုလည်းခက်လန့်လန့်ရဲ့မမတွေဟေးမမကိုလေတွေ့ကျင်လို့တဲ့ဘသူကလဲရှန်လို့ပြောတယ်ရှန်ဟုတ်အေးနွယ်သွားတွေ့လိုက်မယ်နောက်ဖေးမှာဟေးအိုးလေးတစ်ချက်ကြည့်ပဲဟုတ်မမနွယ်ဒီကောင်ဘာလာလို့ပြန်ပြီလဲမသိဘူးနွယ်နဲ့တူစုတန်တာကလာနေပေးတာကြောင့်နွယ်အဆင်ပြေသွားတော့တယ်ရင်ကဆိုသူတယောက်တည်းပြင်းစရာကြီးစုတန်တာလာနေပေးတာကြောင့်သူအဖော်လဲရပါတယ်စုကမန္တလေးသူလေဒေါက်တာနင်ဘာလာလို့တာလဲရှားရီတူရှန်ဒေါက်တာစီကိုလာတာလေဒေါက်တာဒီနေ့ဂျူတီမရှိဘူးလို့ကြားလို့ဟုတ်တယ်လေအဲ့ဒါဘာဖြစ်လဲဒေါက်တာကိုတွေ့ချင်လို့ပါကျွန်တော်ကဒေါက်တာကိုနေ့တိုင်းမတွေ့ရရင်မနေနိုင်ဘူးလေအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဘယ်မှမသွားခင်မရဲ့မျက်နှာလေးကိုလာကြည့်တာဘာအခုကြည့်ပြီးပြီဆိုတော့ကျွန်တော်သွားတော့မယ်ဟမ်သူ့ဘာသာသူပြောချင်ရတွေပြောပြီးဆိုင်ကယ်နဲ့ထွက်သွားတဲ့ရှားရီတူရှန်ကိုຫນွေကြောင်ကြည့်နေပြီးတော့တယ်ဒီကောင်းလေးတော်တော်အာယုံလာစားတယ်မမဘာလာလောက်တာလဲမျက်နှာလာကြည့်ရတဲ့ဟမ်ဟိုးမမຫນွေတို့ကမိုက်ချက်ပဲမျက်နှာလာကြည့်ရသူတွေဘာလဲသူကဘာတူလဲဟင်မမပြောတဲ့အုပ်ကြီးသားလားဟုတ်ပါမစိုးတော့မမအတွေးမမနဲ့စုရဲ့ဘာလဲလာပြောနေရလဲအဲ့လူကမမကိုကြိုက်နေတာမဟုတ်ဘူးလားမဟုတ်ပါဘူးအကောင်ကအတိုင်းပဲအယူထနေတာဟမ်သူကယူနေတာသူစကားကိုသိမ့်မယုံနဲ့အော်ငငယ်လေးနဲ့တနာပါရဲ့ကဲဟဲ့ဟိုကကြက်ပြီလားကြက်ပြီမမအဲ့ဒါဆိုတမင်းစားမယ်ပြင်တနေရသွားကြမယ်ဒီနေ့အလုပ်ပေးရလေငါတို့ရှောက်နေရအောင်ဟုတ်သူမမန္တလေးကိုရောက်နေတာတစ်လကျော်2လလောက်ရှိပြီရှောက်ထဲကဘဲကိုမှမသွားရဘူးစေးရုံမှာပဲအချိန်ကုန်နေတာဒီနေ့တော့အလုပ်လေးပေးရတော့မန္တလေးမြို့တွေကိုသူမလိုက်လေဖို့တွေးထားတယ်မန္တလေးမြို့ရဲ့အထင်ကြီးနေရာတွေကအများကြီးရှိရဲ့လေပေးရကတရက်ပဲရတာမို့အဝေးကြီးတော့သွားလို့မရဘူးပေါ့မမတွေစုလို့ဘာနဲ့သွားကြမလဲစုကနေကလေးနွေးရဘလို့တိမှာလဲဘာနဲ့သွားရင်ပို့အဆင်ပြေလဲအဆင်ပြေဟာနဲ့သွားမယ်လေအဲ့ဒါဆိုလဲဆိုင်ကယ်နဲ့ပဲသွားကြမယ်လေနှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ထွက်လာကြတယ်အသွားကိုတော့စုကမောင်းတယ်သူကလမ်းတီးတော့သူ့ရင်မောင်းတာပါအပြန်ကြရင်တော့နွေးအလှည့်ပေါ့နော်ဆိုင်ကယ်ဟိုးကိုတလန်းလုံးတီးလာရတယ်လူတွေကလည်းဒီနေ့ပိတ်ရက်မှာသူတို့လိုပဲရှောက်နေကြတယ်ထင်တယ်လမ်းတွေတောက်လျှောက်ကျက်နေခဲ့တယ်မန္တလေးကျောင်းကိုသူမတို့နှစ်ယောက်ထွက်လာခဲ့တယ်နွေးကမန္တလေးကိုမရောက်ဘူးလေအသက်ငယ်တဲ့အချိန်တွေတုန်းကစာရီပဲလုပ်နေကြတော့သူဘယ်ကိုမှလိုက်မလဲပတ်ခဲ့ရအောင်လေအခုတောင်တရက်လေးပိတ်ရက်ရလို့လိုက်နေတာစုနွဲကိုနမ်းမြို့ရုံနဲ့ဓာတ်ပုံရိုက်ပေးဦးဟုတ်ကဲ့ပါနွဲကနမ်းမြို့ရုံကိုနောက်ခံထားပြီးစုကိုဓာတ်ပုံရိုက်ခိုင်းတယ်နမ်းမြို့ရုံရဲ့အမှတ်တရပေါ့ကဲရပါပြီတော့မမနွဲဒါပြင်ဘယ်သွားကြမလဲယင်မသိဘူးလေအခုလောလောဆယ်တော့နွဲဘိုက်စာနေတယ်နွဲတရားကိုရှောက်သွားခြင်းလို့မနှက်စာတော့မစားခဲ့ဘူးအခုတော့ဘိုက်စာနေပြီပေါ့ဟုတ်လားအဲ့ဒါဆိုစုလို့တစ်ခုခုသွားစားကြမယ်လေသူတို့ရောက်ဘိုက်ရင်ဖြည့်ဖို့ထွက်လာခဲ့ကြတယ်ဘာစားကြမလဲမမနွဲမန္တလေးမှာဘာစားလို့ကောင်းလဲသူများတွေတော့မသိဘူးစုကတော့ဈေးတွေကအတော်ကြီးရမုံဟင်းငါ့ကိုအကြိုက်ဆုံးပဲဟုတ်လားအဲ့ဒါဆိုနွဲတို့သွားစားကြမယ်လေဟုတ်သုံးယောက်သားစုတန်သားစားနေကြအတော်ကြီးရဲ့ဆိုင်ကိုထွက်လာခဲ့တယ်
ဈေးထဲမှာလည်းတခြားစားစရာတွေအများကြီးပဲမန္တလေးကအစားအစာတွေပေါ်တယ်ဆိုတာတကယ်ပဲຫນွေမမြင်ဘူးရဲ့အစားအသောက်တွေတောင်ပါသေးရဲ့ဒေါ်ကြီးမိုးဟင်းကားနှစ်ပွဲပုံမှန်တိုင်းပဲနော်ဘဲဥပိုးထည့်ပေးကောင်မလေးရေဘဲဥပိုးစားခြင်းတော့နောက်နေ့ဈေးထဲမှာဘဲဥဝယ်လာခဲ့ပြီးရင်မိုးဟင်းကားနဲ့လာစားဒေါ်ကြီးကလည်းအဲ့လိုကြီးကဘလို့ကောင်းပါလဲအဲ့ဒါတော့နင်သိရဲ့ဟိသမီးကဒေါ်ကြီးလက်ရကောင်းတယ်ဆိုပြီးဧည့်သည်ပါခေါ်လာတာနော်ဟုတ်လားသူကဘဲရလဲရန်ကုန်ကအော်အဲ့ဒါကြောင့်ကိုအသားကြီးကဒီကလူတွေနဲ့မတူတာကိုသူကနည်းနည်းရရမဟုတ်ဘူးနော်ဆရာဝန်မဒေါ်ကြီးတို့နေမကောင်းဖြစ်ရင်ဆေးကန်းလာပြလို့ရတယ်သိလားဟုတ်လားဒေါ်ကြီးကပါဇက်ကလည်းပြောလက်ကလည်းမုတ်တွေပြင်ပေးပြီးချပေးတယ်သူပြောသလိုပဲလက်ရကရှယ်ပဲဆရာဝန်မလေးကိုတွေ့ကြရင်တော့မနေ့ပိုင်းဆက်စောလာပေါ့ဆရာမရဲ့ဒေါ်တို့ဘက်မှာကဆေးုံဆေးကန်းဝေးနေတော့တိတ်မရောက်ဖြစ်ဘူးလေတခုခုဆိုဆေးဆိုင်ရာဆက်ဆေးတွေပဲတောက်လိုက်ကြတာများတယ်အတော်တို့နားမှာဟိုတလောကဆေးကန်းတစ်ခုဖွင့်နေလို့တော့ပြောတာပဲအတော်တို့လည်းပတ်စံမရှိတော့မသွားနိုင်ပါဘူးဒေါ်ကြီးကလည်းဆေးကန်းတွေကပတ်စံမပေးရပါဘူးဒေါ်ကြီးတို့နားမှာဖွင့်တဲ့ဆေးကန်းသမီးတို့ဆေးကန်းလေဘသူကပတ်စံပေးရတယ်လို့ပြောလိုက်တာလေမိတို့ဆေးကန်းလားဆရာမလေးရောရှိရလားဟုတ်ຫນွေလည်းရှိပါတယ်ຫນွေတို့ဆေးရုံကဆရာဝန်တွေလည်းအချိန်ပိုင်းနဲ့လာထိုင်ပေးပါတယ်ကောင်းလိုက်တာအဲ့ဒါဆိုတော့တခုခုဖြစ်ရင်ဆေးကန်းကိုပဲသွားပါတော်တို့ဆက်ဆေးတွေကတောက်ရင်အနာသက်တာပဲမဲ့စိုးကျိုးရှိရလေဆေးကန်းကိုသွားတော့ဆရာဝန်တွေကတေချာစမ်းသပ်ပေးရလေဘာဖြစ်လဲဘာဆေးတောက်ရမလဲဆိုတာသူတို့ကတေချာပြောပြပေးရလေဆက်ဆေးတွေကအရန်ပြင်းတော့နောက်ပိုင်းဆေးရင်ပါယောဂါတွေဖြစ်တတ်တယ်လေအော်ဟုတ်လားအတော်တို့ကမသိတော့ဆက်ဆေးတွေပဲဝယ်တောက်တာလွယ်လွယ်ကူကူလဲရတယ်လေအင်းပေါ့နောက်ဆိုတော့သတိထားပေါ့ဟုတ်ကဲ့ပါလွယ်လဲကြုံရင်ကြုံတို့အသိပညာလေးတွေပေးတတ်ပါသေးရဲ့ဘုံဟင်းကားတဲ့ဒေါ်ကြီးကတော့စုရဲ့ကောင်းမှုကြောင့်လက်ပကံတွေကိုဘဲဥတွေပဲစွတ်ထည့်နေတော့တယ်စာဆရာမလေးအာမနာနဲ့အဲတော်ပါပြီຫນွေဝပြီစားပါဆရာမလေးရဲ့ဆရာမလေးကတော့တိုင်အောင်မရောက်ဖြစ်ဘူးလေဒေါ်ကြီးကပြောတော့စုတန်တာကအဲ့ဒါတော့ဒေါ်ကြီးစိမ့်ဘူးနဲ့မမຫນွေကမန္တလေးကနေဘဲမှမပြောင်းစိတ်ချနောက်ဆိုမန္တလေးသူဖြစ်မလားပဲဟုတ်လားမဟုတ်ပါဘူးတော်ရဲ့စုပောက်ကရရှောက်ပြောနေတာရှက်နေရပါမန္တလေးသူဖြစ်လဲကောင်းပါတယ်အနည်းဆုံးတော့ဒေါ်ဆိုင်မှာမိုးဟင်းကားလာစားလို့ရတယ်လေအေးလေနော်စုတန်သားနဲ့ဒေါ်ကြီးတို့ကຫນွေကိုဝိုင်းစားနေကြတော့တယ်ຫນွေကတော့မျက်နှာနီးပြီးရှက်နေတော့တယ်သူတို့ကိုတနေရာကနေတစုံတယောက်ကြည့်နေခဲ့တယ်ဆိုတော့မမຫນွေဘိုက်ပြေးပြီဆိုတော့ဘယ်သွားကြမလဲနန်းတော်လေးသွားကြမယ်လေຫນွေတခါမှမရောက်ဘူးလို့ဟုတ်အဲ့ဒါဆိုသွားကြမယ်လေအဲ့ဒါနဲ့ပဲသူတို့နှစ်ယောက်နန်းမြို့ယူတဲ့ကိုဝင်လာခဲ့တော့တယ်သူတို့နှစ်ယောက်မိုးဝါကိုရောက်တော့တယောက်ယောက်ကသူတို့ကိုခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရတာမို့နှစ်ယောက်သားလှည့်ကြည့်မိလိုက်တယ်မလို့ခေါ်တာဘယ်သူမှရှိမှလဲနည်းနည်းယူကောင်ပဲနေမှာပေါ့မခေါ်နဲ့လို့ပြောရလည်းမရဘူးဟုတ်လို့မတို့ဘယ်သွားမလို့လဲဗျရှားရီလူရှန်ကသူတို့ကိုမေးလိုက်တော့စုတန်တာကနန်းတော်သွားလဲမလို့လေမုံဝါရောက်နေမှာတော့နန်းတော်ထဲမသွားလို့ငါတို့ကကျုံးထဲမှာရေစင်းကူရမှာလားစုတန်ကဒါကကောင်းကောင်းပြောပေမဲ့ຫນွေကတော့အကောင်မပြောဘူးအဲ့လိုမှမပြောရင်သူ့ရဲ့မှာဘယ်ဟုတ်တော့မလဲမကလည်းအဲ့လိုတော့ဘယ်ဟုတ်မလဲကျွန်တော်ကမေးတယ်ဆိုတာမတို့နန်းတော်ထဲသွားရင်ကျွန်တော်လည်းလိုက်မယ်လို့ပြောမလို့ပါနန်းတော်ထဲလိုက်မယ်ဆိုလို့သူ့ကိုသိချကြည့်လိုက်တော့မောင်မင်းကြီးကပစိုးနေတော့ခါတိုင်းပုံစံတွေနဲ့မတူတာတော့အမှန်ပဲသူ့တငယ်ချင်းတစ်ယောက်ကလည်းသူ့လိုပဲပစိုးတွေနဲ့ဘယ်အရက်မှာဖျားပွင့်လဲတော့မသိဘူးထူးဆန်းနေရတော့အမှန်ပဲနင်ကနန်းတော်ထဲလိုက်မလို့ဟုတ်တယ်လေကျွန်တော်ကမန္တလေးသားပါအမရဲ့ကျွန်တော်မကိုလိုက်ရှင်းပြမယ်လေမလိုပါဘူးစုရှိရယ်စုလည်းမန္တလေးသူပဲလေစုရှန်ကအနောက်လက်ကြီးလိုက်တယ်ဆိုရင်ပဲတကယ်ချင်းတစ်ယောက်ကအလိုက်တိစွာစုကိုခေါ်ထုတ်သွားကြတော့တယ်စုတနာမင်းကငါတို့ပြောစရာရှိလို့ငါတို့နဲ့ခဏလိုက်ခဲ့မင်းကောင်လေးဟိုးဆိုင်မှာကောင်မလေးတစ်ယောက်နဲ့တွဲတွေ့လိုက်တယ်သိလားတော်တော်မျက်နှာပြောင်းနေလို့ငါတို့လာပြောတာနှစ်ယောက်သားဘာရီမှန်းမသိဘူးပြောသွားပြီးတော့စုကိုခေါ်ထုတ်သွားကြတယ်စုကလည်းသူတို့နောက်ကိုကန့်လန့်နဲ့ပါသွားတာပေါ့ဟဲ့စုမမနဲ့တယောက်နဲ့ထဲမှာဆုံးမယ်โอเคငပိုင်နဲ့ဖိုးသားစုတန်သားကိုဂျိုင်းကနေဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်းပြီးအရှိကနေသွားငင်ကြတော့တယ်လာမကျွန်တော်သွားရလာပါကျွန်တော်မကိုဒီနန်းတော်ကြီးအကြောင်းပြောပြမယ်လွယ်ရလက်ကိုဆွဲပြီးရှောက်နေတဲ့ကောင်လေးကြောင့်လည်းဘာမှတော့ပြောချင်မရလိုက်ပါနေစမ်းမဟုတ်ဘာဖြစ်လို့လဲမရဲ့နင်ကမလို့မခေါ်နဲ့နင်လည်းငါဘာမှလည်းမပတ်သက်ဖ ೇನೆကျွန်တော်ကမကိုအပြင်မှာဒေါက်တာလို့လိုက်မခေါ်ချင်ဘူးလေအဲ့ဒါဆိုလေအမလို့ပဲခေါ်ပေါ့အဲ့လိုကြတော့မခေါ်ချင်ပါဘူးခေါ်ဆိုခေါ်မရှိနဲ့နောက်ပြီးတော့ငါလက်ကိုလို့ဘာဖြစ်လို့လဲဒါလေးကင်ထားတာ哦သူများတကာမြဲတမျိုးထင်ကုန်နေပဲနင်းနဲ့တော့အထင်မခံနိုင်ပါဘူးမကလည်း
ရှမ်းကမျက်နှာငယ်လေးနဲ့ကြည့်နေပေမဲ့နှွေကမသိချင်အောင်စောင့်လိုက်တော့တယ်ရှမ်းနဲ့တွေကဘေးချင်းရှင်ပြီးရှောက်လာခဲ့တော့တယ်အမဒီကိုတခါမှမရောက်ဘူးလားယင်ဆရာဝန်လုံးရလည်းမမိုက်ပါဘူးအားနေစာပဲကြက်နေရတာပြင်းစရာကြီးဘယ်မှလည်းမသွားရအောင်သွားတာကသွားလို့ရပါတယ်ငါမသွားတာပါသွားတဲ့နဲ့ဟာကိုရှောက်သွားတာဘာကောင်းလို့လဲဘာကောင်းလဲဆိုတာကျွန်တော်ဝဲကြည့်လေနေရာတိုင်းကိုသိတယ်ကျွန်တော်မသိတဲ့နေရာတနေရာမှမရှိဘူးတဲ့ဟုတ်ပါလားငါမြင်နေရတော့နေရန်လိုက်ဖြစ်နေရပဲအမကကျွန်တော်တို့တော်တော်အထင်သေးထားတဲ့ပုံပဲငါအမမဟုတ်ဘူးနင့်ကိုတွေ့ရတဲ့သူတိုင်းကအဲ့လိုပဲမြင်တာမဟုတ်ဘူးလားဟုတ်တယ်လေဒါပေမဲ့အမကတော့သူတို့နဲ့မတူစေချင်ဘူးဟမ်ကျွန်တော်ကသူများမြင်မှာလူဆိုးကြီးဖြစ်ချင်ဖြစ်မယ်အမကတော့အဲ့လိုမမြင်စေချင်ဘူးကျွန်တော်ကအမရှိမှဟီးရိုးပဲဖြစ်ချင်တာရှမ်းရဲ့စကားကြောင့်လည်းအံ့ဩသွားရတယ်ဒီကောင်လေးကဘာလဲပေါ့ဒီကောင်လေးရဲ့စကားတွေတခြားအထိပ္ပယ်ကိုမတက်ရောက်ခင်လွယ်စကားလမ်းကြောင်းခွဲလိုက်တော့တယ်ရှားရုရှမ်းဒီတစ်သက်နန်းတော်တွေကိုရောက်ပါတော့မလားနင်စကားများနေရတယ်ရှောင်းမှာပေါ့အမကလည်းဘာတွေလောနေရလဲစုကအရှိရောက်နေပြီလေသူတို့ကိုမိလိုက်ရမယ်လေသူ့ကိုကျွန်တော်တကယ်ချင်းနှစ်ယောက်နဲ့လွတ်ထားလိုက်ပါအမရဲ့ကျွန်တော်ကအမနဲ့ခုမှအကြာကြီးတွေ့ရတာသူကနေ့တိုင်းတွေ့ရတာလေတရက်တလေတော့ကျွန်တော်ကိုအချိန်ပေးပါလားငါကနင်းနဲ့ဘာဆိုင်လို့အချိန်ပေးရမှာလဲအမကလည်းသစိမ်းရမ်းဆန်တာပဲကျွန်တော်ကရှိုင်းရုရှမ်းနေပေါက်ကရတွေထပ်ပြောမယ်ဆိုငါပြန်လှည့်တော့မှာနော်အမလေးပါနဲ့အမရဲ့ကျွန်တော်အမကိုခင်းလို့စားတာတော်ပြီမစနဲ့ဟုတ်ကဲ့လွဲဟောက်လိုက်မှပဲငြိမ်သွားတော့တဲ့ကောင်လေးပါလေမဟုတ်ရင်လည်းသူများစကားများတာနဲ့ဒီနေ့အဖိုးနန်းတော်တွေကိုရောက်မှာမဟုတ်တော့ဘူးနှစ်ယောက်သားစကားတွေမပြောကြတော့ပဲဆက်လျှောက်လာခဲ့ကြတယ်ရှမ်းကတော့လွဲကိုငေးပြီးရှောက်လာခဲ့တာပေါ့သူမြင်မှုသမျှမိန်းကလေးထဲမှာမားကသူ့ကိုဆွဲဆောင်နိုင်လုံးနဲ့အရန်လဲလှတယ်မားကအသက်30လို့ပြောရင်ဘယ်သူမှယုံမှာလဲသူနဲ့ရှင်းလျှောက်လာတာတော့မားကသူ့ထံငယ်တယ်လို့ထင်ရလောက်အောင်ကိုလူလာရိုးရိုးလေးနဲ့နန်းဆန်လုံးနဲ့မားရဲ့အလှပြီးမှသူငေးမိတာအကြိမ်ကြိမ်ပါပဲညာနန်းဆန်ကျော်ရွှေနန်းတော်ဒီနန်းတော်ကြီးကမင်းတို့မင်းလက်ထက်တီထားခဲ့တာဖြစ်ပြီးကဘာစစ်မှာဘုံတန်ကြောင်ပြပုံဖြစ်သွားခဲ့ရတယ်မြန်မာတွေကပြဖြစ်သွားတဲ့နန်းတော်ကြီးကိုအင်္ဂလိပ်မြန်မာသမိုင်းမှတ်တမ်းတွေနဲ့ပေပရပိုက်တွေအရအရင်နန်းတော်ဘုံကိုပြန်လည်မုံမှန်တိစောက်ထားတာဖြစ်တယ်တိစောက်ချိန်6နှစ်ကြာမြင့်ခဲ့တဲ့အဓိကနန်းဆောင်ပေါင်း89ဆောင်နဲ့တူနန်းမြို့ရိုးကြီးကိုလည်းပြန်လည်တိစောက်ခဲ့ကြတယ်။ငကိုပုံစံအတိုင်းပြန်တိစောက်ထားတဲ့မြနန်းဆန်ကျော်ရွှေနန်းတော်ကြီးဟာဒီကနေ့ခေတ်မှာမြမအမွေနဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီကနေ့ခေတ်မှာတော့နန်းတော်ကြီးကနိုင်ငံသားတွေလာရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။နှောက်လိုက်တာနေဒီကိုဘယ်နှခေါက်ရောက်ဘူးလဲ။တခါမှမလာဘူး။ဟမ်မဖြစ်နိုင်တာ။ဟုတ်တယ်ကျွန်တော်နဲ့မဆိုင်ဘူးလို့ထင်တဲ့နေရာမလို့ကျွန်တော်လှည့်တော်မကြည့်ခဲ့ဘူး။အမနဲ့ပထမဦးဆုံးလာခဲ့ရမယ်။နေခုနပြောတော့သိရဲဆို။သိရလေ။နေငါ့ကိုလာလိမ့်မနေနဲ့နေကြောင်မသိရင်ခက်ပဲ။ကျွန်တော်ဒီကိုကောင်မလေးနဲ့တခါမှမလာဘူးပြောတာ။အမပထမဆုံးကျွန်တော်ခေါ်လာဘူးတဲ့သူပဲ။အဲ့တော့ငါ့ကိုဝမ်းသာရမှာလား။ဒါပေါ့တော်ပြီစကားမများနဲ့တော့စုလို့စီသွားကြမယ်။ဟုတ်ပါပြီဗျာ။ရဲစိတ်တိုင်းကြစုတန်သားတို့စီလာခဲ့ရပါတော့တယ်။စုတန်သားကတော့သူ့ဖော်တာနှစ်ယောက်နဲ့တော်တော်လေးအဆင်ပြေနေပါပြီ။မန္တလေးသားချင်းချင်းဆိုတော့အစားတလိုက်3ယောက်သားအပြင်ပြန်ထွက်သွားပြီးဒုတ်ထိုးသွားစားနေကြတယ်။အထဲမှာရှန်တဲ့ຫນွေကို2ယောက်ထဲထားခဲ့တာပေါ့။အထဲက2ယောက်ကတော့သူတို့ကိုရှာတကူဟဲ့ရှားလူရှန်နှစ်တငယ်ချင်းတွေစီဖုန်းဆက်ကြည့်အောင်သူတို့ဘာမှလဲလို့ငါတို့ဒီနန်းတော်ရိုးပတ်နာ3ခေါက်လောက်ရှိပြီသူတို့ကဘာမှလဲခဏတော့ကျွန်တော်ဖုန်းဆက်ကြည့်အောင်မယ်ဖုန်းပြောပြီးရှန်ကပြုံးစီးစီးနဲ့ပြန်လာတာကြောင့်ဘာလဲလေသူတို့ကအပြင်မှာတဲ့မုတ်စားနေကြတာတဲ့ဘာဖြစ်ဖြစ်အဝါမရဲ့သူများတွေဝိုင်းကြည့်နေပြီကြည့်ကြည့်ပေါ့သူကဘာလို့အပြင်သွားတာလဲပြင်သွားမယ်ဆိုလည်းငါတို့ကိုခေါ်ပါလားအမကနန်းတော်ယူကြည့်အောင်ပါလေသူတို့ကမကြည့်ချင်တော့လို့အပြင်မှာမုတ်စားပြီးစောင့်နေရနေမှာပေါ့မန္တလေးသားတွေကအချစ်ကိုမကောင်းတာပါဟာအမမန္တလေးသားတွေလို့မပြောနဲ့လေကျွန်တော်မပါဘူးနင်းလဲဘာထူးလို့လဲထူးပါတယ်ဆိုအမကလည်းအနည်းဆုံးတော့ကျွန်တော်ကအမနဲ့အတူရှိရလေထားပါတော့ပြန်မယ်ထပ်မကြည့်တော့ဘူးလားမကြည့်ချင်တော့ဘူးဟုတ်အမသဘောပါဗျာလွဲကမကြင်မနှက်နဲ့အရှိကနေပြန်ထွက်လာခဲ့တယ်သူ့ကိုထားခဲ့တဲ့စုကိုလည်းမကြင်မနှက်ဖြစ်နေရပေါ့အမဖြည်းဖြည်းလျှောက်ပါဗျအမမားလို့ဘာလဲဟာဖြည်းဖြည်းလျှောက်လို့ကျွန်တော်လိုက်လို့မမီတော့ဘူးမိအောင်လျှောက်လေအမကလည်းဘာလို့လောနေရလဲဖြည်းဖြည်းပေါ့ငါ့ဘာသာဘာလောလောပေါ့ချိန်လန်းသွက်သွက်နဲ့ရှောက်နေတဲ့မားကတနေရာလဲရောက်တော့ရက်သွားတယ်ဘာဖြစ်လို့လဲမဘာဖြစ်လို့ဆက်မသွားတော့တာလဲငါတို့လာတာလမ်းမနေရလားဂိမ်းပေါ်မှာဆိုင်ငယ်ကြီးတွေနဲ့ကောင်းနေစောင့်နေရမို့မားကရှေ့မသွားတော့
ဒီနေ့ရှမ်းကမားနဲ့အတူတူအေးဆေးသွားကြလို့မိုးလင်းတွေကဘသူ့ကိုမှရန်အောင်မစထားဘူးဒီကောင်လေးကဘာထားလဲမကျွန်တော်နောက်မှလေးကျွန်တော်လက်ကိုကင်ထားဘာကိုမှမကြောက်နဲ့ကျွန်တော်ကပြေးလို့ပြောရင်ပြေးနော်ပြန်လှည့်မကြည့်နဲ့နင်ကဘာလို့အဲ့လောက်တောင်ရန်သူများရလဲဟမ်မများပါဘူးဒီကောင်မျိုးကျွန်တော်မသိဘူးရှားယူရှန်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ကင်ပြီးຫນွယ်လိုက်လာတယ်ဟိုဘက်ကလူရုပ်တွေကလူမရုပ်တွေနဲ့မို့ຫນွယ်ကြောက်တာပေါ့သူကတော့မကြောက်ဘူးနဲ့ထင်ပါတယ်သူတို့ယောက်ဂိမ်းဝါနာလေးရောက်တော့ကိုရှန်ကိုရှန်တို့နှောက်ရှက်မိလို့တောင်းပန်ပါတယ်ကျွန်တော်တို့အကူအညီလိုလို့ပါသူ့ကိုအကူအညီလာတောင်းတဲ့သူကိုကြည့်လိုက်တော့ဟိုတခါဆေးရုံကအကောင်လေးမလည်းသူ့ကိုမှတ်မိသွားတဲ့ပုံပဲနေဟိုကောင်လေးမဟုတ်လားဒေါက်တာနင်ကလူမိုင်းလုံနေရလားဟုတ်ဘာမဟုတ်ပါဘူးနွေးကသူသိရဲ့သူဆိုတော့မကြောက်တော့ဘဲနဲ့ရှန်ရဲ့လက်ကိုလွှတ်လိုက်ပြီးရန်တွေ့နေတော့တယ်အမခဏကျွန်တော်ရှင်းလိုက်မယ်မင်းတို့ကောင်လေးဘာကိစ္စရှိလို့လဲကျွန်တော်တို့အဖွဲ့တွေချောင်းတိုက်ခံရလို့ဗျအခုဟိုဘက်ကကျွန်တော်တို့အဖွဲ့သားတယောက်ကိုဖမ်းထားတယ်အဲ့ဒါသူ့ကိုကဲခြင်းအကိုကိုခေါ်လာရမယ်တဲ့အဲ့ဒါနင်းကိုအလဲလဲလုပ်တဲ့သဘောလားမောင်ကမေးတော့ရှန်ကောင်းညင်ပြလိုက်တယ်နင်တို့လူဖမ်းခံရတာနဲ့ရှားရီတို့ရှန်ကဘာလို့လိုက်ရမှာလဲအဓိပ္ပာယ်မရှိရအစတည်းကဖမ်းမခံခြင်းဒီလူမိုက်လုပ်ကိုမလုံးနဲ့လေကျွန်တော်တို့ကလူမိုက်လုပ်တာမဟုတ်ပါဘူးထောက်တာကျွန်တော်တို့အဖွဲ့တွေဆိုင်ကပြန်မောင်းနေရင်လည်းအကောင်တွေတမင်လောင်ဝင်လုံးသွားတာပါသူတို့ကဘာလို့လဲမင်းတို့သိလားသိပါတယ်ရဲထက်တို့အဖွဲ့ပါရဲထက်ဟုတ်တယ်ဗျကောင်းပြီမနေ့ဖြန်မှာဆိုင်ကယ်ဝင်းမှာတွေ့ကြမယ်ဒီနေ့တော့ငါဘာမှမလုပ်ချင်သေးဘူးဟုတ်အဲ့ဒါဆိုကျွန်တော်တို့မနေ့ဖြန်ဆိုင်ကယ်ဝင်းမှာစောင့်နေမယ်ဗျနွေကသွားခါနီအကောင်လေးရဲ့နာမည်ကိုလှမ်းပေးလိုက်တယ်တွေ့တာနာမည်ကိုမသိတော့လှမ်းပေးလိုက်ခြင်းဖြစ်တယ်ကောင်းလေးနင်းနာမည်ဘယ်လိုခေါ်လဲနွေမေးလိုက်တော့ရှမ်းကချက်ချင်းပဲနွေထပြီးတော့တယ်ဘာလို့မလို့လဲအမကသူ့နာမည်ကိုသိချင်လို့လေသူ့နာမည်ကိုမသိတော့ခေါ်ရတာခက်တယ်လေကျွန်တော်နာမည်ကလွှဲရင်ဘသူ့နာမည်ကိုမှမသိချင်နဲ့မင်းလည်းမပြောနဲ့မင်းပြောရရင်ငါလက်သည်မင်းမျက်နှာပေါ်ကြားနေနေပဲကောင်းလေးဘက်ကိုလှည့်ပြီးပြောတော့ကောင်းလေးလည်းကြောက်ကြောက်နဲ့ပြန်ဖြေရတယ်ဟုတ်ဟဲ့ဘာဖြစ်လို့သူများကိုအဲ့လိုပြောလိုက်တာလဲကျွန်တော်မကြိုက်လို့မောက်ကျွန်တော်ကလွယ်ပြီးဘသူမှကြည့်ရမကြိုက်ဘူးဟိုလူစိုးကောင်လေးတွေရှေ့မှာပေါ်တင်ကြီးပြောချလိုက်တဲ့ရှားရီတို့ရှန်ကြောင့်နွေအံ့ဩရပါတယ်အမဘာစားအောင်လဲဘာမှမစားတော့တခုခုစားအောင်လေမုတ်တီတို့ပါတော့ကျွန်တော်ကိုစိတ်ဆိုးနေတာလားယင်ဟာအမတခုခုတော့ပြောဦးလေဗျာဘာပြောရမှာလဲနေပူရတဲ့အထဲမှာနေရာတစ်မျိုးနေပူလို့အဲ့ဆိုခဏဆောင်ကျွန်တော်ခုပဲပြန်လာခဲ့မယ်လက်ခနဲ့ပြေးထွက်သွားပြီးခဏကြာတော့ထီးတစ်ချောင်းနဲ့ပြန်လာခဲ့တယ်ထီးကိုဘေးရလာတယ်ဒီလိုပဲဟဲ့ဒါပါအမရဲ့သွားရအောင်တခုခုသွားစားမယ်ကျွန်တော်ဝယ်ကြွေးမယ်နွေရဲလက်ကိုဆွဲပြီးထွက်လာတော့တယ်သူတို့ယောက်ကိုကြည့်ရင်အတွဲလိုပဲပေါ့ဒီနေ့တော့ရှန်ကသူ့မမနဲ့အတူအချိန်ဖြုံးမှမလို့ဖိုးသားနဲ့ကပိုင်ကပဲစုတန်သားကိုခေါ်ထားရတယ်စုတန်သားကလည်းနားနေပါတယ်မမနွယ်ကိုအတွဲလေးနဲ့သူလည်းမြင်ချင်တယ်လေအဲ့ဒါနဲ့ပဲသူတို့၃ယောက်ကတစ်ဖွဲ့ပေါ့ရှောက်သွားရှောက်စားနဲ့တော်တော်လေးကိုအလုပ်ဖြတ်နေတယ်ဒီနေ့သူတို့ကိုရှန်ကတကားခံထားတာမို့၃ယောက်ကအကြိုက်ကိုဆွဲနေတော့တာပဲဘာစားမလဲအမမသိဘူးလေဟောဗျာကိုဘာစားမလဲတော့မသိတော့ဘူးပေါ့အင်းလေဒီမှာဘာရမှန်းမှမသိရငါဘာစားရမှာလဲအဲ့ဒါဆိုလေကျွန်တော်မှာတာပဲစားတော့အဲ့ဒါနဲ့ပဲရှားရီရှန်ကနန်းကြီးတုံနှစ်ပွဲလက်ဖက်တစ်ပွဲရှောက်သီးတုံတစ်ပွဲမှာလိုက်တယ်သူမှာလိုက်တဲ့ဟာတွေကိုကြည့်ပြီးနှွေးကစကားဆိုလာတယ်ဟဲ့လက်ဖက်တို့ရှောက်သီးကဘယ်လိုစားဖို့လဲကျွန်တော်စားဖို့လေဒီလောက်ချင်တာကိုဒီတိုင်းစားမလို့အဲ့လေယောက်ျားလေးဖြစ်ပြီးအချင်းတွေအဆက်တွေကြိုက်တာအံ့ဩတယ်သူတော်အဲ့လောက်မစားဘူးအမအချင်းမကြိုက်ဘူးလားကျွန်တော်ကြားဘူးတလောက်တော့မိန်းကလေးတွေကအချင်းဆက်တွေကြိုက်တယ်ဆိုအမမကြိုက်ဘူးလားအဲ့ဒါတွေကခန္ဓာကိုယ်အတွက်အာဟာရသိမ့်မရှိလို့သိမ့်မစားဖြစ်ဘူးအချင်းဆက်ကိုလိုအပ်တဲ့လောက်ပဲစားတယ်လေအမကဆရာဝန်ဆိုတာကျွန်တော်မေ့သွားတာဆရာဝန်မဟုတ်ပါဘူးဒါကလူတိုင်းသိတဲ့နယ်လေအဲ့လိုအချင်းဆက်တွေကလိုအပ်တာထပ်ပိုးစားရင်ခန္ဓာကိုယ်အတွက်ဘေးဖြစ်တတ်တယ်လေဟုတ်ဒါမဲ့ဒါတော့ကျွန်တော်ကုံအောင်စားမှာနော်မှားထားတာနှမျောကြရင်ဒါကတော့မှားပြီးနေမှာတော့စားတော့ပေါ့ဟုတ်ဒီကောင်လေးကထူးဆန်းပြီးရင်ထူးဆန်းနေတော့တာအမှန်ပဲပုံမှန်လဲဒီလိုပဲလားအမဆေးရုံကပိတ်ရက်ရှည်ရရင်ဘယ်လိုသွားမှာလဲဘယ်လိုသွားရမှာလဲရန်ကုန်ပြန်မှာပေါ့ဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးမေးကြည့်ရနင်ကအကြောင်းမသက်သက်တော့မေးမှာမဟုတ်ဘူးဆိုတာငါသိတယ်နင်ဘာပြောမလို့လဲ
အော်ကျွန်တော်ကအမပိတ်ရက်ရှည်ရရင်ပကံလိုက်ဖို့ပေးမလားလို့အမပြန်မဲဆိုတော့လေကျွန်တော်ကဘာဆက်ပြောရမှာလဲပကံလားသွားချင်တော့သွားချင်ပါတယ်ဒါပေမဲ့အိမ်ထဲပြန်ချင်တယ်ချစ်မွေးလေးတွေကိုလည်းလွမ်းနေပြီဟုတ်ပါပြီပြန်တော့မပြန်တာအမသဘောပါဒီပိတ်ရက်ကိုစုနဲ့တူရှောက်နေရမယ်မှတ်တာဘယ်ဟုတ်မလဲလူစိုးကောင်တွေပဲရှောက်သွားတာစုမကလည်းပျောက်ချက်သားကောင်းလိုက်တာများပေါ်ကိုမလာတော့ဘူးဒီကောင်လေးကစိုးတော့မစိုးပါဘူးနေဆုံသားပဲစုမဒီနေ့တနေ့တော့ငါ့ကိုပြစ်ထားရင်နော်ဟေးမမနယ်ကလည်းစုလက်ထားခဲ့ခြင်းလို့ထားခဲ့တာမဟုတ်ပါဘူးသူတို့ကစုကိုအတင်းခေါ်သွားလို့ပါပြီးတော့မမနယ်ကိုလည်းကောင်းလေးရားစေခြင်းလို့ဟီနင်တော့ငါထွင်နာတော့မယ်ဟေးမမကလည်းသွားတော့မနေ့ပြန်စေးကန်းထိုင်ရမယ်စောစောအိတ်တော့ဟုတ်မနေ့ပြန်စပြီးစေးရုံကဆရာဝန်ကြီးအလှည့်ကြလာလိမ့်မယ်သိလားအဲ့ဒါစုကပဲမှတ်သားပြီးဘယ်ချိန်ပဲဆရာဝန်လာနိုင်လဲတေချာမေးပြီးတော့လာနိုင်တဲ့အချိန်တွေကိုညှိပြီးအချိန်စင်းလုပ်ထားဟုတ်မမအခုဆိုရင်မိုးထန်တွေစေးကန်းလေးကတော်တော်လေးကိုအဆင်ပြေနေပြီအစေးကန်းမှာနှွဲ့အပြင်တခြားဆရာဝန်တွေလည်းလာထိုင်ပါမို့အစေးကန်းမှာနှွဲ့အပြင်တခြားဆရာဝန်တွေလည်းလာထိုင်ပါမို့ပို့ပြီးတော့အဆင်ပြေသွားတယ်အရင်ကဆိုဆရာဝန်ဆိုလို့နှွဲ့တယောက်ပဲရှိတာအခုတော့စေးရုံကဆရာဝန်တွေကလာဆင်းပြေးကြမယ်တဲ့ငွေကြေးကြောင့်မဟုတ်ပဲစေတနာကြောင့်ပဲလာကြတာပါရှမ်းမင်းတို့မနေ့ကဟုတ်ကောင်လာရှာတာဘာကိစ္စလဲဒီနေ့ဆိုင်ကယ်ဝင်းမှာတွေ့ဖို့ချိန်ထားတယ်သူတို့ကောင်ရဲထက်တို့ဖွဲ့ရဖမ်းထားတယ်တဲ့အဲ့ဒါငါနဲ့အလဲလေလုံးပါမယ်တဲ့ဟာအဲ့ဒါဆိုသွားလို့ပဲဖြစ်မလဲဟုတ်တယ်ဘာလို့လဲကွာသွားတာဘာပြဿနာရှိလို့လဲငါတို့က3ယောက်ထင်းလေရဲထက်တို့ဖွဲ့ကိုဘယ်လိုလုပ်နိုင်ပါလဲဟိုကောင်တွေဖွဲ့ရှိရင်လေသူတို့ကရုံလို့ရပါမလားရပါတယ်ကွာမင်းတို့ကလည်းအဲ့ဒါဆိုလည်းပြီးရောငပိုင်နဲ့ဖိုးသားကရှမ်းအန်ဒီရဲ့ဖြစ်မှာဆိုလို့စိတ်ပူနေကြတယ်တော့မဟိအောင်လေအေးငါပြောဖို့မေ့နေရဘာလဲငါတခုခုဖြစ်ရင်မစီကိုရအောင်ပြန်ခေါ်လာပြီနော်ဒီကိုခေါ်လာမှာလားဟိုကကိုရအောင်ပြန်လာပေါ့ကွာပိုင်စီခန်းကထပြောတော့ရှန်ကမလာနိုင်ရင်ပြောတာဘာလို့မလာနိုင်ရမှာလဲမလာနိုင်မှန်းတည်းမသွားနဲ့ဖိုးသားကလည်းရှန်ကိုမထိခိုက်စေချင်ဘူးလေမသွားလို့တော့မရဘူးလေကွာအဲ့ဒါဆိုလည်းရအောင်ပြန်လာအေးပါမင်းတို့ကလည်းကဲသွားကြမယ်ငါ့အဝယ်ပြောမနေနဲ့မင်းတို့လည်းရအောင်ပြန်လာနော်ငါတို့ကမသိရင်စစ်တိုက်ထွက်မယ်အတိုင်းပဲနော်အေးလေအဲ့ဒါမင်းရင်စားတာလေအရင်ကငါတေးမှမကြောက်ပြင်မဲ့ခုတော့ငါကြောက်တယ်ကွာတေးရမှထမ်းမအောင်နောက်ထပ်မတွေ့ရတော့မှပိုပြီးကြောက်နေတယ်ချီးကောင်မင်းကလေအားနေဒီမှပဲဒါလေးပဲရှိရလေကွာအရင်ကောင်မလေးတွေကအဲ့လိုမဟုတ်ပါဘူးသူတို့ကမတူဘူးကွာမတူတော့မနိုင်နဲ့အေးပါကွာ3ယောက်သားဆိုင်ကယ်1ယောက်တစ်စီးနဲ့ဆိုင်ကယ်ဝင်းကိုရောက်လာကြတယ်ကွင်းထဲမှာဟိုကောင်လေးအဖွဲ့ကရောင်းနေနေပြီကိုရှက်လာပြီလားအေးကျွန်တော်တို့အင်အားနဲ့ရပါမလားဟေ့အောင်ရှမ်းဆိုတဲ့ငါတငယ်ချင်း3ယောက်ထင်းနဲ့ရမ်းပတ်ဖြစ်လာတာကွာရှုံးမအောင်ပူပူနေနဲ့မရှုံးစီရအောင်ဟုတ်ကဲ့ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲဗျာနာမည်ကိုမေးနေရဟေ့ကောင်ပြောလေကိုရှမ်းမဲကျွန်တော်နာမည်ပြောရင်ထိုးခံရမယ်ဆိုအဲ့ဒါမအောင်မင်းနာမည်မပြောပြခိုင်းတာငါ့ကိုမဟုတ်ဘူးငါ့ကိုမင်းမပြောတော့မင်းနာမည်ကိုငါမောက်ခွေးလို့ခေါ်ရမှာလားဟာဗျာကိုရှမ်းကလည်းပြောမိုးပြေပါရပြီသွားကြမယ်ဟုတ်ရှမ်းဦးဆောင်တဲ့သူတို့ဖွဲ့ကရဲထက်တို့အဖွဲ့ရှိတဲ့စီကိုခြိတက်လာခဲ့ကြတယ်ရဲထက်ရဲ့ဖေးကနေဆက်မှာခိုင်းထောင်ထားတာလေအဲ့တော့ရဲထက်ကသူ့ဖေးအရှိန်နဲ့ချိုးကြွနေတာပေါ့ရဲထက်တို့ခြံဝန်းရှိမှာဆိုင်ကယ်ဟုံးကိုတီးလိုက်တော့တကားပွင့်လာတယ်ရောက်လာပြီလားမိတ်ဆွေဟောင်းကြီးတွေ့ရကြတော့တွေ့တောင်တွေ့ကျင်တော့ငါကတော့မင်းကိုအရန်တွေ့ကျင်နေတာဘာကိစ္စလဲကိစ္စရှိမှတွေ့ရမှာလားကွာမိတ်ဆွေတွေကဒီတိုင်းလဲတွေ့လို့ရပါတယ်ငါကတော့မတွေ့ချင်ဘူးထားပါတော့အခုလာရင်ကိစ္စကိုပဲပြောအောင်ရောက်နေဟိုကောင်လှုပ်ပေးလိုက်ရှမ်းနဲ့ငါပြောစရာရှိလို့ဒီမှာပဲပြောအောင်ကောင်းပြီလေမိုးပြည့်ရဲ့ဘော်ဒါကိုရဲထက်တို့ဘက်ကလှုပ်ပေးလိုက်တယ်မင်းဒီဆီအောင်ဝယ်မလေးနဲ့ရင်းနှီးရဲကြတယ်ဟုတ်လားရဲထက်ပြတဲ့ဓာတ်ပုံကိုကြည့်လိုက်တော့မဖြစ်နေတယ်လူရင်းကိုပြောသူကငါမကြီးဖြစ်လာမယ်သူလေမင်းနဲ့အရန်ရင်းနှီးနေရတော့ဖြစ်တယ်အောင်ထင်လို့ဘာငါ့ကိုအခုဒီမှာမရှိတော့မကြီးကိုငါစောင့်ရှောက်ပေးရမယ်လေမဟုတ်ဘူးလားမင်းရဲ့အကြောင်းငါမသိရင်ခက်မယ်စောင့်ရှောက်မယ်ဆိုတဲ့စကားမင်းနဲ့နည်းနည်းလေးအောင်မလိုက်ဖက်ဘူးဘာမင်းကြားတဲ့အတိုင်းပဲပြင်ငါတခါလေးပြောလိုက်မယ်မင်းဟိုမနားမှာငါလုံးဝမမြင်ချင်ဘူးမကြီးမကလို့ခဲမပဲဖြစ်နေပြီစဉ်ငါဘူးမဆိုင်ဘူးငါအပိုင်ပဲအဲ့ဒါမင်းမြင်မြတ်မှတ်ထားရဲထက်တယောက်စိတ်တူစွာကြံနေခဲ့တော့တယ်ရှန်ဆိုတဲ့ကောင်သူဘယ်တော့မှမနိုင်ခဲ့ဘူးသူ့အတွက်လည်းအားမလို့အားမရဖြစ်နေရဲ့အခွင့်ကြုံရင်ကြုံသလိုအလစ်တိုက်ပင်မဲ့ရှန်ကသတိကောင်းလို့နေတော့သူမနိုင်ခဲ့ဘူး
ထွက်သွားတဲ့ရှမ်းရဲ့ကြောပြင်ကိုစိတ်တူစွာသူကြည့်ပြီးတော့ပဲကြံခဲ့ရတယ်။စိတ်ထဲမှာတော့ကောက်ကျစ်စွာတွေးနေလိုက်တယ်။သွားမယ်ရောက်လေ။အဆင်ပြေလားရှမ်း။ကြီးကြီးမားမားပြဿနာမရှိပဲပြန်လာရတယ်ဆိုတော့သူတို့အဖွဲ့တွေနည်းနည်းတော့အံ့ဩမိတယ်။တေချာလာတော့လမ်းမှာတစ်ခုခုကြံစီထားနေတယ်။သတိနဲ့နေတော့ရဲထက်ဆိုတဲ့ကောင်ကမြေခွေးလိုပဲကောက်ကျက်တဲ့ကောင်။ရန်သူကိုချောင်းတိုက်ရတာကြိုက်တယ်။လမ်းမှာသူ့လူတွေစောင့်နေကြလိမ့်မယ်။ဖိုးသားအားလုံးကိုသတိပေးလိုက်ပြီးတော့သူတို့အဖွဲ့ပြီးပြန်လာကြတယ်။ရှမ်းတို့ဘက်ကရဲထက်တို့အကြောင်းကိုကျွမ်းကျင်နေပြီလေ။သူတို့ထင်တဲ့အတိုင်းရဲထက်ရဲ့လူတွေကလမ်းမှာစောင့်နေကြတယ်။သူတို့ကိုတွေ့ရတဲ့ဟိုအဖွဲ့တွေကစော်တော့တာပဲ။ဒါမျိုးတော့ဘယ်ရမလဲရှမ်းတို့အဖွဲ့ကလည်းပြန်ချတာပဲ။ဘယ်သူနိုင်မထင်လဲ။တေချာမောက်ရှမ်းတို့ပဲနိုင်တာပေါ့။ဒါပေမဲ့အကောင့်တိုင်းတော့ဖြစ်မနေဘူးပေါ့။ညနာတွေဖူးရောင်ပြီးဒဏ်ရာတွေနဲ့ပေါ့။ဒီနေ့တော့ဒီလောက်ပဲဟျောင်းနေငါတို့သွားတော့မယ်။ဟုတ်ကဲ့ကိုရှမ်းမင်းတို့လည်းဆေးလေးပါလေးပြန်ထဲကြအောင်ငါတော့ငါမစီသွားတော့မယ်ဟုတ်ကဲ့ရှမ်းကတော့မစီသွားမယ်ဆိုပြီးဆိုင်ကယ်ပေါ်တက်နေပြီမို့ဖိုးသားတို့ငပိုင်တို့လည်းကိုယ်ဆိုင်ကယ်ကိုခွာရတော့တယ်ဒီနေ့ရှမ်းကသေးကြပေါက်သူ့မကိုသွားပြီးချွဲမှာသူတို့သိနေပြီလေကိုရှမ်းဆေးလာထဲရလားမဟုတ်ဘူးကလေးလာမွေးတာဒီဆေးရုံဒီပုံနဲ့လာတာဆေးမထည့်လို့ငါမပြောလိုက်ချင်ဘူးမုန်းဆိုတဲ့ရှမ်းရဲ့ဝမ်းခွဲညီမလေးကဒီဆေးရုံမှာသူလာပြုတ်လောက်တာလေရှမ်းဆေးရုံလာတိုင်းသူနဲ့တွေ့တယ်တွေ့တိုင်းလဲမောင်နှမတွေကမတည့်ကြဘူးပောက်ကိရတွေလည်းပြောသလားပဲအခုလဲကြည့်အမေနဲ့အဖေနဲ့တဲ့နေရောဒီနေ့ရောဘာလာလောက်ပြန်လာလဲအမေနဲ့မအောင်ပဲခေါ်ပြီးကိုပိုင်ကိုရှောင်းမမေကိုပိုင်အောင်မေးတာမေးမနေနဲ့မအောင်ပဲသွားခေါ်ဒေါက်တာဒီနေ့ duty အစောကြီး off သွားတယ်နေသိမ့်မကောင်းလို့တဲ့ဟာဟုတ်တယ်ဒေါက်တာပြန်သွားပြီဒီနေ့တော့ကိုရှန်တို့ကိုမုံပဲဆေးထည့်ပေးမယ် no နင်တို့နဲ့ဆိုရင်ငါမထည့်ဘူးသူ့ကိုထည့်ပေးလိုက်မုံလဲဆေးထည့်တတ်ပါတယ်ကိုရှန်ရဲ့မလို့ချင်းမားနဲ့မမဟုတ်ရင်မထည့်ဘူးငါပြန်တော့မယ်ဟဲတကယ်ကြီးထွက်သွားတဲ့ရှန်ကြောင့်ဖိုးသားတို့ငပိုင်တို့လည်းအံ့ဩရပါတယ်ရှန်ထွက်သွားတော့သူတို့လည်းလိုက်မလို့လို့တော့မုံကပြန်ဆွဲထားတယ်နေတို့တွေကိုတို့မုံဆေးထည့်ပေးအောင်မလေးဟိုကောင်ကသွားပြီလေထားလိုက်ပါ तू ကနားထူလာသိရတာနဲ့မမနွယ်မမဟုတ်ရင်ဆေးမထည့်ဘူးလေဒါဆိုအခု तू ပဲသွားမယ်ထင်တယ်မသိဘူးလေကဲပါငိမ့်ငိမ့်ထိုင်နေဆေးထည့်ပေးမယ်အေးပါဟဲ့အဲ့ဒါနဲ့ပဲငပိုင်နဲ့ဖိုးသားတို့ထိုင်ပြီးဆေးထည့်လိုက်ရတော့တယ်အရှန်ကတော့ဘဲကိုတဝေထိုးသွားမှမသိဘူးသူတို့လည်းဆေးထည့်ပြီးတော့အိမ်ပြန်သွားတော့တယ်မိုးလဲချုံနေပြီဆိုတော့လေအမထော်ပင်ရန်ထက်နေအပြင်မှာနှွဲကိုတယောက်ယောက်ကခေါ်နေတာကြားလို့အပြင်ကိုကြည့်လိုက်တော့ခြံရှိမှရက်နေတဲ့ကောင်စုလေးမမကိုရှားရတုရှန်ရောက်နေရတဲ့နဲ့မမအိတ်နေပြီလို့သွားပြောလိုက်စုဟုတ်မမစုလည်းအပြင်ထွက်လာပြီးမမပြောခိုင်းတဲ့အတိုင်းပြောဖို့လုံးဝင်လဲကြရောစုတော်မပြောရသေးဘူးရှန်ကစုတန်တာအမရှိလိုက်ရင်အမနဲ့တွေ့ကြလို့အမနေမကောင်းဘူးသူတော်မပြောရသေးဘူးကြိုသိနေရဲဆိုတော့ကိုရှန်အကြားမြင်မြန်ရလာလို့လားဟုတ်ကိုရှန်မမအိတ်နေပြီမနက်မှလာတွေ့လိုက်ပါလားဟုတ်လားဟုတ်ဒါနဲ့ကိုရှန်ကဘာဖြစ်လာလဲစုတန်တာကရှန်ရဲ့မျက်နှာကဒဏ်ရာတွေကိုမြင်တော့နည်းနည်းဆက်ဆုပ်လိုက်တယ်ထုံးစံတိုင်းရန်ဖြစ်လာတာပါအနာရီဆေးမထည့်ဘူးလားဆေးထည့်မဲ့သူမှမရှိတာထည့်မနေတော့ပါဘူးကိုရှန်ဖေးဆေးရုံမှာဆရာမလေးဒီလောက်ပေါ်နေအောင်ငါမဟာလွင်ဘယ်သူနဲ့မှမထည့်ဘူးငါသွားတော့မယ်ငါ့ကိုယူဆိုင်ပေးဟုတ်လေသူ့ကိုကြည့်ရတာဒီတညာလုံးမမလွင်မှဆေးမထည့်ပေးရင်ရှားသူနဲ့ထည့်မဲ့ပုံမပေါ်ဘူးကိုရှန်တနာပါတယ်မမစီကိုခေါ်သွားအောင်မပြောစရာရှိသေးလို့လားဆေးရင်ထည့်လိုက်ပါလားဟင်မမနဲ့မအိတ်နေဆိုကိုရှန်ပြန်သွားအောင်ပြောခိုင်းလိုက်တာကိုရှန်ဒဏ်ရာရလာမှမမမသိဘူးထားလိုက်ပါတော့ပြန်တော့မယ်တကယ်ကြီးပြန်တော့မှလားမမတွေကမအိတ်သေးဘူးနော်အရင်စိတ်ချရတယ်တပည့်မလေးအိမ်ထဲဝင်လာမှဆိုလို့ပြန်အောင်ပြောခိုင်းလိုက်တာကိုခေါ်ပြအောင်ကိုခေါ်လာတယ်နှစ်ခါခေါ်စရာမလိုတဲ့ရှန်ကလည်းလိုက်ပြီးသားပဲလေအမနင်ဘလို့ဖြစ်ပြီးတော့ဟီစုကိုကြည့်လိုက်တော့စုမကဇက်လေးပူပြီးတော့သွားဖြီးပြတယ်ပြီးရတဲ့အခန်းထဲကိုပြေးဝင်သွားတော့တယ်အမနေမကောင်းဘူးဘာဖြစ်တာလဲစိတ်တောက်ပြီးပြီလားငါ့ကိုပဲမေးနေရနေရရောဘာဖြစ်လာလဲခေါင်းကြီးငုပ်ပြီးဘာမှမပြောလာခဲ့ဘူးဟိုကောင်လေးတွေနဲ့ချင်းငယ်စီကိုနင်းသွားလားဟုတ်အကောင်လေးနဲ့ဖြစ်လာလားတခြားအဖွဲ့နဲ့ဖြစ်တာပါဒီလောက်တောင်စုပ်ပြတ်တက်လာတာဆေးမထည့်ဘူးလားအမမရှိတာကျွန်တော်ဘယ်သူကထည့်ပေးမှလဲအယူတော်ရဲ့ဆေးရုံမှာဆရာမလေးရှိရလေရှန်ရက်လက်မောင်းကိုဖက်ခနဲမြည်အောင်ရိုက်ပြီးတော့ပြောတယ်ကျွန်တော်ကမားနေမှမဟုတ်ရင်ဆေးမထည့်ဘူးဆိုတာသိသားနဲ့နေဟာလေးတော်တော်ဆူးဆူးပဲလွဲကပြောလဲပြောသူတို့အိမ်ကဆေးဘူးကိုယူပေးပြီးဆေးထည့်ပေးလိုက်တယ်သူဆေးထည့်ပြီးတော့ငြိမ်ပြီးထိုင်နေတာပဲပြီးသွားတော့ຫນွေကရပြီအမ
ဘာလဲအမကအိမ်အောင်ရှိနိုင်ဘာအော်အမမအိမ်အောင်မရှိဘူးပဲဟိုဟာလက်ထပ်ရမယ်သူရောရှိနိုင်ရှားရုရှန်နေပါလာမေးနေရတယ်ပေါက်ပြရတွေမေးမယ်ဆိုလာရလမ်းအတိုင်းပြန်ကြွဒီတိုင်းမေးကြည့်ရမှာအမကလည်းဘာမှမရှိဘူးဘာလာမေးနေမှမသိဘူးတကယ်ပါပဲဒီနေ့ကျွန်တော်သာအဲစကားကိုမကြားလာခင်ကျွန်တော်မမေးပါဘူးဘာကြားလာလို့လဲဒီမျိုးမှာမနဲ့လက်ထပ်ရမယ်သူရှိရဲ့တဲ့ဟမ်အဲ့လူကဒီနေ့ကျွန်တော်နဲ့ရန်ဖြစ်ခဲ့တဲ့ကောင်ရဲ့အကိုတဲ့သူကအမကိုစောင့်ရှောက်မလို့တဲ့ကျွန်တော်အမကိုစိတ်ပူတယ်အမရန်ကုန်ပြန်လိုက်ပါလားယင်ဒီမှာအမအတွက်မလုံးကြုံတော့ဘူးထင်တယ်မလုံးကြုံရအောင်ဒီနေရာကနေဆက်လည်းမဟုတ်ဖ ೇನೆ ပြီးတော့ရန်ကုန်ကပြန်ချင်တိုင်းပြန်လို့ရတယ်ထင်နေတာဒီကိုလည်းဘာကြောင့်ရောက်လာတယ်ထင်တယ်ဘာလို့ရောက်လာလဲရန်ဖြစ်လို့ဒီကိုအပြောင်းခံရတာဗျာအဲ့ဒါကြောင့်နင်စိတ်ပူမနေနဲ့ငါကနင်းထက်မသားရင်တော့နင်းနီးတော့ရန်ဖြစ်နိုင်ပါတယ်ခင်မကောင်းလို့ယူချင်အောင်စောင့်နေရအမတကယ်ပြောနေရလားပါဆိုအဲ့ဒါဆိုလည်းပြီးရောဒီတစ်ခါရန်ဖြစ်ရင်အမကိုဝါလာခေါ်မယ်အတူတူသွားချရအောင်ဆိုပြီးတော့အဲ့လိုတော့ရမလားအယူကောင်ရဲ့စတာပါအမရဲ့အဲ့ဆိုကျွန်တော်ပြန်တော့မယ်အမလည်းစောစောနာတော့မစီကအခုလိုစကားကိုကြားလိုက်ရတော့သူ့စိတ်ထဲနည်းနည်းအေးသွားတယ်မကနူးညံ့တဲ့ပုံဆောင်ပင်မဲ့နူးညံ့တဲ့မိန်းကလေးတရားမဟုတ်ဘူးတဲ့ဟယ်လိုမမတွေ့ရကြပြီမမအားလို့လားယင်ဟုတ်တယ်မစာရီကြက်နေရတယ်ရှိန်လေးရေဘာလို့လဲမမဆရာဝန်ဖြစ်ပြီးသွားပြီလေစားချက်ဆရာလိုသေးလို့လားလိုတာပေါ့ဆရာဝန်ဆိုတာစာမြဲကြက်နေရတာရှိန်လေးရဲ့အဲ့ဒါဆိုပြင်းစရာကြီးနည်းနည်းပေါ့မဘယ်တော့ပြန်လာမှာလဲပိတ်ရက်ရှည်ရရင်ပြန်လာမယ်ရှိန်လေးကိုပြန်လာခေါ်မယ်ပြီးရင်မမတို့ပကံသွားလိုက်ကြမယ်တကယ်လားတကယ်ပေါ့ချင်မွေးလေးရောလားဒါပေါ့ပကံကိုသွားရမယ်ပြောတော့ငရှိန်လို့ပြောနေရပေါ့မောင်နှမတွေဖုန်းမပြောဖြစ်တာကြတော့ဖုန်းကိုအကြာကြီးပြောနေကြတယ်ဒီရက်ပိုင်းလည်းတွေကစာမိုးပွဲဖြေဖို့ရှိရလေနိုင်ငံခြားမှာပါရဂူပွဲသွားယူဖို့လဲသူစီစဉ်ထားတာမို့အခုတည်းကသူစာရီလုံနေရခြင်းပါရှိန်လေးတယ်ရှိလားရှိတယ်မမဒယ်ဒီကိုဖုန်းခဏသွားပေးပါလားမမဒယ်ဒီကိုပြောစရာရှိလို့ဟုတ်မရှိန်လေးကဒယ်ဒီကိုဖုန်းပေးလိုက်တော့ຫນွေကတီးကျင်တာမေးပါတော့တယ်ဒယ်ဒီဟောသမီးကြီးပါလားဒယ်ဒီကိုမေးချင်ရှိလို့ဘာမေးမှာတော့ဒီမန္တလေးမှာຫນွေနဲ့သဘောတူထားရသူရှိရလားရှိရလေသူလေမောင်ရဲသွေးပါသမီးမသိဘူးဒါပေမဲ့မကြခင်တီးရမှာပါသူသမီးစီကိုလာလိုက်မယ်အခုတော့သူကမြောက်ရီပဲရောက်နေလို့သဘောတူထားတာရှိရတဲ့တကယ်ကြီးတော့ရှားရီတို့ရှာနောက်နေရမဟုတ်ဘူးပဲရဲသွေးဆိုတော့ရဲထက်ရအကူပေါ့ဒါဆိုသူလည်းလူစိုးတယောက်ပေါ့တကယ်ကြီးလားတဲ့လေသမီးကအဲ့ဒါကိုဘယ်လိုသိရလဲဒီလိုပဲပေါ့ဒီတစ်ခါတော့သမီးမငင်းနဲ့နော်လွယ်မကြရင်တော့ငင်းပါပဲဒယ်ဒီကိုပြောသားပဲလွယ်အိမ်အောင်ပဲနှွဲပါသားရှာမယ်လို့ဒယ်ဒီသိပါတယ်အခုမောင်ရဲသွေးကိုလည်းသမီးသဘောကျမှာဒယ်ဒီကစီစဉ်မှာပါသမီးဘာမှစိတ်မပူနဲ့အဲ့ဒါဆိုလည်းပြီးရောဘာလဲသမီးကတွေ့ထားလို့လားမတွေ့ပါဘူးတွေ့ရင်လည်းပြောအောင်ဒယ်ဒီမြည်ချီချင်နေပြီဒယ်ဒီကလည်းရှက်သွားတဲ့သမီးကြောင့်ဥထက်ရန်သဘောကြီးကြနေပြီရဲ့သမီးကအခုထိအိမ်အောင်ရေးကိုစိတ်မဝင်စားလို့သူတို့လင်မယားကပဲလိုက်ဆက်ပေးနေရတာတယောက်မှသမီးနဲ့အဆင်ပြေတဲ့သူမတွေ့သေးဘူးလာတွေ့ရတဲ့သူတိုင်းထောက်မကြိုးလို့သမီးလက်စာမိသွားကြတဲ့သူကများပါတယ်မောင်ရဲသွေးကတော့အဆင်ပြေလောက်မှထင်ပါတယ်ဒါပေမဲ့လည်းသမီးကကြိုက်လောက်မှမထင်ဘူးခက်ပါတယ်ဒီသမီးတယောက်နဲ့တော့ရှမ်းမင်းမကိုမင်းဖွင့်ပြောပြီးပြီလားဟာဖွင့်ပြောတော့လေကွာတော့ကြသူများတော့ပါသွားအောင်မယ်မအောင်ငါယုံတယ်မဘယ်နောက်မှမပါဘူးသူမကြရင်အသေးခံညင်းတာငါရဲ့မပဲကွန်ဖရီရဲ့ level ကစိုးဟိုက်ပဲနော်ဒါပေါ့သူ့ကိုပဲမေးနေရမင်းကရောမင်းစော်နဲ့အဆင်ပြေရလားငါပိုင်ဒီလိုပါပဲကွာဟာအဲ့ဒါဆိုလည်းဖြတ်လိုက်လေကွာဘာလို့တွဲနေသေးရလဲကွာငါဘကအစဖြတ်ရမယ်ဆိုငါမလုပ်နိုင်ဘူးဟာဒါဆိုသူဖြတ်မှပြတ်မယ်ပေါ့မင်းကလေတော်တော်နွားကြခံနေကောင်ပဲမင်းတို့ပြောလဲငါခံရမှာပဲကဲပါအဲ့ဒါလေးထားလိုက်တော့ဂိမ်းဆော့ရအောင်ဟဲ့အောင်လေးဖိုးသားကပြောလိုက်တော့ရှမ်းကထားပြောတော့တယ်မင်းကတော့ဒါပဲဘာလဲမင်းတို့ကမစော်ဘူးလားစော့မှာပေါ့ကွာမင်းကလည်းအဲ့ဒါပဲကိုလာရှိနေတယ်မပြောင်းဝင်တော့ဂိမ်းထဲကိုအေးပါကွာဖိုးသားကဂိမ်းသမားလေးသူစော့တော့ရှမ်းနဲ့ပိုင်စီကလည်းလိုက်စော့ရတာပေါ့ဟဲ့အောင်လေးမရှုံးစေနဲ့နော်ရှုံးတော့ငါထိုးမှာမင်းတို့ရှုံးလာနိုင်တာကတော့ငါတို့လည်းမသိဘူးလေကွာရှုံးရင်လည်းရှုံးမှာပေါ့ဂိမ်းမဲဟာအမြဲတမ်းနိုင်မယ်လို့တော့ဘယ်ဟုတ်မလဲအေးလေမရဘူးမရှုံးစေနဲ့ကွာမင်းတို့ကောင်လေးကောင်းကောင်းစော့ရင်တေချာပေါက်နိုင်မဲ့ဟာကို
ငါတို့ကမင်းလိုအားတိုင်းဂိမ်းစော်နေရကောင်မဟုတ်ဘူးလေစကားများမနေနဲ့တော့ဟိုမှာမင်းဘိုးကြီးလာနေပြီတိုက်တော့သုံးယောက်သားဂိမ်းစော်နေတာစူညမ်းနေရပဲဟာငါပိုင်မင်းဘယ်ရောက်နေလဲငါတို့လာကုန်လေကွာဒီမှာမင်းတို့ဘိုးကြီးကိုတိုက်နေရတယ်ကွာဟာငါသိသွားပြီမင်းပြောတော့မရှုံးစေနဲ့ဆိုမင်းပဲအရင်သေးငါသိလဲမင်းတို့လိုက်မသိနဲ့နော်ငါတို့ကတငယ်ချင်းကိုချစ်တယ်လေမင်းသိတော့မင်းအောင်လိုက်တာပေါ့ဟာငယ်ရှမ်းခွေးကောင်မသေးစေနဲ့ဆိုတာကိုသေသွားသေးတယ်မိုဘိုင်းလက်ချဆော်ပြီးခန်းထဲမှာစူညံနေတဲ့တငယ်ချင်း၃ယောက်ကိုဒေါ်ရှားမီကထမင်းစားဖို့လာခေါ်တယ်သားတို့ရေထမင်းစားကြမယ်ဟုတ်ဒါပေမဲ့သားတို့ဂိမ်းထဲရောက်နေလို့ခဏဆောင်ပြီးတော့မယ်မြန်လောက်ကြအစားလုံးကုန်မယ်ဟုတ်အန်တီမေသားတို့ကဘိုက်စာနေပြီဒီကောင်ဖိုးသားရက်နေလို့သူ့လိုကြစော်ပေးနေရတာဟုတ်ပါပြီဖျောက်လေနောက်ထောက်ကြည့်စမ်းဟာဖျောက်ဘလို့လုပ်ကြလဲနိုင်ပြီမလားကျင်းနေလိုက်တော့ဖျောက်ငါတော့ပြန်မရှင်းသေးဘူးကွာဖိုးသားကမကြည့်မနဲ့ပြောတော့ရှမ်းကငါပိုင်ကိုလှမ်းပေးလိုက်တယ်ငါပိုင်မေဘလို့လုပ်လိုက်တာလဲဒီလိုပဲပေါ့ကွာဟာမင်းတောင်ကခိုးချိုးလိုက်တာမဟုတ်လားခိုးမချိုးပါဘူးပေါ်တင်ချိုးတာငါတငယ်ချင်းတွေ့ဆိုပြီးတော့ရီးကိုတငယ်ချင်းတွေ့ရှမ်းနဲ့ငပိုင်ကဖိုးသားကိုကြည့်ပြီးခွေနေကြတော့တယ်ဟေ့အောင်ဘူးမလေးနဲ့ထမင်းသွားစားမယ်ဘိုက်စာနေပြီပြီးမှပြန်ဆော့တော့ဟုတ်တယ်ထမင်းသွားစားမယ်မေးကြီးစောင့်နေပြီအေးဘောမင်းတို့လှုပ်ထောင်းမင်းတို့အလှည့်ကြမှာတွေ့မယ်ဖိုးသားတယောက်ကတော့မကြင်မနှက်နဲ့ပဲထမင်းစားလိုက်ရတော့တယ်ဒေါက်တာဧည့်သည်လာတယ်ဧည့်သည်ဘာလို့လဲမသိဘူးရှင်သစိမ်းတယောက်ပဲဒေါက်တာကိုတွေ့ချင်လို့တဲ့ဆေးရုံကလူတွေမသိဘူးဆိုတော့ရှားရတုရှမ်းမဟုတ်တာသိကြတယ်သူဆိုရင်ဆေးရုံတစ်ခုလုံးသိခဲ့လေအခုတော့မသိဘူးဆိုတော့ဘယ်သူများလဲဧည့်သည်ပဲရှိတဲ့ဘက်ကိုလွယ်ရောက်လာတော့လွယ်လဲတစ်ခါမှမသိတဲ့သူတယောက်ဒေါက်တာပင်ရန်ထက်လွယ်လာဗျဟုတ်ပါတယ်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျကျွန်တော်ကရဲသွေးပါရဲသွေးဟုတ်ပါတယ်ဒေါက်တာသိလောက်မှထင်တယ်ဗျကျွန်မရှင်းအောင်မသိဘူးရပါတယ်ကိစ္စမရှိပါဘူးနောက်တစ်ဖြည်းဖြည်းသိလာမှာပါဒေါက်တာအားပြီလားဗျကျွန်တော်ဒေါက်တာနဲ့စကားပြောချင်လို့ကျွန်မဂျူတီချိန်မို့လို့ဒီမှာပဲပြောလို့ရမယ်ရှင်အော်ဟုတ်ပါပြီကျွန်တော်သေချာလေးမိတ်ဆက်ပါမယ်ကျွန်တော်က Riot Black ဂိုင်းရဲ့သားကြီးပါကျွန်တော်မှညီတယောက်ရှိပါတယ်သူကတော့ဂိုင်းကိုဆက်ခံပါကျွန်တော်ကတော့စီးပွားလုပ်တာကိုပဲကြိုက်တာမို့စီးပွားရေးပဲလုပ်ပါတယ်ကျွန်မကဘာလို့အဲ့ဒါတွေပြောနေရလဲဟင်ဒေါက်တာသိတဲ့နဲ့ထင်လို့ပါဘာလို့ဆိုကျွန်တော်တို့ကတစ်ချိန်ကျရင်လက်ထပ်ရမယ်သူတွေလေဟမ်အဲ့ဒါနောက်ပိုင်းကိစ္စပါအရင်ဆုံးကကျွန်တော်တို့ရင်းနှီးမှုယူရမယ်မလားအဲ့တော့ဒီနေ့ကစပြီးကျွန်တော်ဒေါက်တာကိုလာတွေ့ပါမယ်ကျွန်မမအောင်ကိစ္စမရှိပါဘူးကျွန်တော်အားရင်ရပါပြီဒီနေ့တော့ဒီလောက်ပါပဲခွင့်ပြုပါအောင်သူမအောင်နှုတ်ဆက်ပြီးထွက်သွားတဲ့ထိုးလူကိုအံ့ဩစွာကြည့်နေမိတယ်ဒီလူကဘာလဲကြောက်နေရများလားဒီရဲ့လူကစိတ်မမှန်ရလားမသိဘူးကြောင်တောင်နဲ့ရွယ်ရဲသွေးနဲ့စကားပြောနေတာကိုရှန်တွေ့သွားတယ်သူတို့ဘာတွေပြောနေကြမလဲဆိုပြီးသူ့ရင်ထဲမှာလည်းပူလောင်နေတာပေါ့ပူစုရဲ့မသချင်းနဲ့ဒေါက်တာပင်ရန်ထက်နယ်ရဲ့အိမ်ရှိမှာရှန်တို့ဖွဲ့တွေလာဆိုနေကြတယ်ရှန်ကတတရားလိုက်ခဲ့ဖို့ပြောလာခဲ့လို့ဖိုးသားနဲ့ကပိုင်တို့ကပါလာခဲ့ခြင်းဖြစ်တယ်ဘယ်နေရာမှလည်းမသိဘဲနဲ့သူတို့နှစ်ယောက်လိုက်ချလာတာရောက်လဲရောက်ရောငရှန်ကသူ့မမကိုလာကျူးမှန်းအဲ့တော့မှတိလိုက်ရတော့တာမိုင်းနိုင်လားငရှန်ရဲ့မင်းရဲ့အရေးကြီးကိစ္စဆိုတာဒါဖြစ်နေခဲ့တာဟုတ်ငါမှတခြားဘာရှိနိုင်အောင်မလဲမင်းကလည်းဖွင့်ပြောလိုက်တော့လေကွာမမငါ့ကိုမယုံတာဟမ်မင်းပြောပြီးမို့လို့လားအရင်ကအရင်ကလေးပေးဘူးတယ်မကတကယ်ချစ်ရကွာငါဝင့်မြန်းပြန်လေနေရလားမသိဘူးအရင်ကပေးုံလေရမလားကွာအေးလေတခြားဖွင့်ပြောမှရမှာပေါ့အေးပါငါပြောမှာပါလုံမနေနဲ့သူများနောက်ပါသွားမယ်ငါသိပါတယ်ကွာသိရင်လည်းပြီးရောနေ့လေကအဖြစ်ကိုပြန်တွေ့ပြီးသူ့ရင်နဲ့ပူလောင်နေရကိုတော့သူကလွှဲရင်ဘယ်သူကသိနိုင်မလဲရွယ်တို့နှစ်ယောက်စေကန်းကိစ္စပြောနေတော့တချင်းတန်ကြလို့ကြည့်လိုက်ကြတယ်ဟဲ့ဒီနောက်မှာဘယ်သူကတချင်းလာဆိုရလဲမသိဘူးအတန်းကတော့တော်တော်ကောင်းတယ်နော်မမနွယ်နင်ကတော့ဒါပဲမမကလည်းဒီတချင်းကိုနားထောင်ကြည့်ပုံရဆိုမမနွယ်ကိုလာဆိုတာပဲမဆိုတော့ကိုရှမ်းမြန်းလားဟမ်ဖြစ်နိုင်တယ်ကိုရှမ်းပဲကိုရှမ်းကအတန်ကောင်းလိုက်တာနော်တော်ပါငါအိတ်တော်မယ်အင်းပေါ့မောင်က6သိမ့်နေပြီဆိုတော့မကအိတ်တော်မှာပေါ့စုတန်တာဟီစတာမမလွဲကိုစနေတဲ့စုကိုအွန်လိုင်းမှာပဲငြိမ်သွားတော့တယ်ဟိုကလည်းဘာမှမသိဘူးဒီညမှလာပြီးတချင်းစုရတယ်လို့နောက်နေ့မှတွေ့မယ်ငါနဲ့ရှိုင်းရုရှန်ပြားဖေးမင်းညဖဲသွားရလဲဖေးချွေးမလေးအိမ်ရှိမှတချင်းသွားဆိုတာဘာဒီကောင်ကလုံရင်သေးတော့မယ်မေး
ကိုရဲ့တောက်အဲ့လိုမပြောပါနဲ့မင်းတော့မင်းသားကိုကြက်ကြက်အလှူလိုက်တော်ကြအိမ်ပေါ်မိမခေါ်လာလို့မင်းရောငါရောလှုပ်ကျွေးနေအောင်ပဲဟောကိုကလည်းဖေးကြီးကလည်းတားမခေါ်လာပါဘူးစိတ်ချဖေးကြီးကိုပဲသွားတောင်းခိုင်းပါဖေးကြီးမျက်နှာမပြတ်စီရပါဘူးစိတ်ချနော်စိတ်တာတာလှုပ်တော့ဟိအောင်ကြီးတားဖြစ်သူကိုမနိုင်လို့လွှတ်ထားလိုက်ရတော့တယ်ဒီသားတယောက်နဲ့တော့ခတ်ပါတယ်ဘာလုံးမှလည်းလှုပ်တာမတွေ့ဘူးဒီနေ့အပြင်ကိုပဲထွက်နေရဖေးနဲ့မေကြီးသွားပြီသွားမြင်သွားမျက်စိနောက်တယ်တာထမင်းစားဖို့လည်းမမေးနိုင်ဘူးနော်ဟုတ်မေဒေါ်ရှားမီကသူ့သားကိုသိချစ်တာအရန်ချစ်လို့လည်းအလိုလိုက်ထားခဲ့တာမလားအလိုလိုက်ထားလို့စိုးနေတဲ့သားဟုတ်လည်းမနိုင်တော့ဘူးစိုးတာရန်ဖြစ်တာတခုပဲတခြားမွေးရဆေးဝါးတွေမပါတာကျေးဇူးတင်ရမယ်ဖျောက်နေစိတ်ယုံသွားမယ်ဟာဘာသားလုံးမှာတော့မအောင်လွမ်းလို့ဟာမင်းတို့တော့ငါမပြောချင်တော့ဘူးကွာသွားမယ်ဆိုကွာသွားကွာလိုက်ဘူးလားလိုက်မယ်ရှေ့ရသွားအဲ့လိုနဲ့ပဲသူတို့၃ယောက်ဆေးရုံကိုရောက်လာကြတယ်မအောင်နေတိုင်းတွေ့ချင်နေတာအခုရပိုင်းပို့ပြီးတော့တွေ့ချင်နေတာမကိုတခြားသူလာယူသွားမှာကိုအရန်စိုးရိမ်နေခဲ့တာမကလက်မခံဘူးဆိုရင်တော့တစ်ဖက်ကအင်အားနဲ့အတင်းလုံးယူလို့ရတဲ့အနေအထားဖြစ်နေတာကြောင့်မကိုဆုံးရှုံးမှသူကြောက်နေမိတယ်သူတို့ဆေးရုံကိုလာတယ်ဆိုရင်လည်းသူနာပြူလေးတွေနေစရာနေရာမရှိတော့ဘူးသူကအမြင်မတော်ရင်ဟောက်တတ်တော့သူများကကြောက်တာပေါ့လူကသာဘာမှမဟုတ်တာဆေးရုံမှာတော့ဆရာလာလုပ်နေတာဖေးဟာငရှမ်းမင်းတို့ဘာလာလုပ်ကြလဲဖေးကိုသတိရလို့လာကြည့်ရဘိုးလာပြောတယ်ဟေ့ငါ့ကိုသတိရတာဆိုလို့ငါမိမပဲရှိမယ်မင်းကငါ့ကိုခေါင်းထဲတောင်ထဲတဲ့ကောင်မဟုတ်ဖေးကလည်းသားလည်းဖေးကိုချစ်ပါတယ်တော့ကွာမင်းအပြင်မှာကျူစရာရှိလို့ငါဆေးရုံမျက်စောင်းလာထိုးနေရမသိဘူးထင်နေလားဖေးအဲ့ဒါတော့စိတ်ချဖေးဆေးရုံကိုမျက်စောင်းမထိုးဘူးနော်ဒါအဲ့တယောက်ပဲလာကြည့်ရဟမ်ဘယ်တယောက်လဲပင်ရန်ထက်နွယ်ဘာဖြည်းဖြည်းပါဖေးရဲ့လန့်တာမင်းလိုကောင်ကဒေါက်တာတွေကိုလာမှန်းနေရပေါ့ဟုတ်တယ်လေဘာဖြစ်လို့လဲမင်းလိုအလုံးမရှိတဲ့ကောင်ဟိုကပြန်ကြိုက်နေပါလိမ့်မယ်အာကြီးဖေးရတော့ရှော့တက်လိုက်တာပဲပို့တွတ်တာတော့ဟိုကမင်းကိုကြိုက်မှာမဟုတ်ဘူးကွာဖေးရလည်းတာမနဲ့ချစ်သူဖြစ်သွားရင်ဖေးဘာပေးမလဲမင်းလိုချင်တာပေးမယ်ကွာတကယ်လားတခုတော့ရှိရဲ့ဒေါက်တာတွေနဲ့ချစ်သူမဖြစ်ရင်တော့မင်းအလုပ်လုပ်ရမယ်သဘောတူတယ်အေးတာမနဲ့ချစ်သူဖြစ်လို့ကတော့ဖေးရှိမှလာရူပြအောင်မယ်အေးပါမင်းမဲ့အရင်ဆုံးအဖြစ်ရှိအောင်လုံးစိတ်မူပါနဲ့ဖေးသာသွားတောင်းမဲ့ပစ္စည်းအတွက်ပတ်စံကြိုစုထားအေးပါသားဖနှစ်ယောက်စိန်ခေါ်နေကြတဲ့ဖိုးသားနဲ့ပိုင်စီကတော့သူတို့သားဖနှစ်ယောက်ကိုထိုင်ကြည့်နေုံမှတပါဟယ်လိုကိုရှန်ပစ္စည်းတွေရောက်နေပြီဗျဟုတ်လားအဲ့ဒါဆိုခဏဆောင်လို့ငါတို့ခုပဲလာပြီဟုတ်ကိုရှန်အေးသူတို့ကိုခဏဧည့်ခံထားလိုက်ခဏနေငါတို့ရောက်မယ်ဟုတ်ကိုရှန်ရှန်ကဖုန်းချပြီးရနဲ့ဟိအောင်နေရောက်ပြီးရသွားကြမယ်အော်အေးဖေးသားတို့သွားတော့မယ်မင်းတို့ကဘယ်သွားမလို့လဲအလုပ်ကိစ္စပေါ်လာလို့ပါဖေးရဲ့မင်းတို့အလုပ်ရှိတယ်ရှိတာပေါ့သွားပြီနော်ဖေးအေး၃ယောက်သားထွက်သွားတာကိုဦးရတုကြည့်နေမိရဲ့ဒီ၃ယောက်ကအတွေ့အရမ်းကြီးရပဲဟိုကောင်ငဆက်တောင်ဆရာဝန်ဖြစ်နေလို့မဟုတ်ရင်သူတို့နဲ့တဖွဲတည်းဖြစ်နေမှာငဆက်ကဘလို့သူတို့နဲ့ခိုင်းကွဲသွားလဲမပြောတတ်ဘူးငဆက်ကဆရာဝန်လုပ်ပြီးသူတို့၃ယောက်ကတော့ကြုံရမိကြကိုပဲယူပြီးဘွဲရထားတဲ့သူတွေပေါ့ဘွဲရပညာတတ်တွေသာပြောတာအားနေထိုးကြိတ်ရန်ဖြစ်နေကြတာပဲလမ်းဘေးကကောင်တွေနဲ့ဘာသိပ်ကွာတော့လို့လဲမင်းတို့အရင်သွားနဲ့ဟမ်မင်းရောငါနောက်ကလိုက်ခဲ့မယ်ဘာလို့အုံးမလို့လဲကွာသွားနေကွာပြီးရောဖိုးသားနဲ့ပိုင်စီတို့ထွက်သွားတော့ရှန်ကအရွယ်ရှိတဲ့ဘက်ကိုထွက်လာခဲ့တယ်အမဘာလုပ်နေရလဲစော့နေရလေဟာအမကလည်းစာဖတ်နေရမြဲသားနဲ့ဘာလုပ်နေရလဲလာပြီးတော့ငါဘလို့ပြန်ဖြေရမလဲအမဆရာဝန်ဖြစ်နေပြီပဲဟိုစာကြက်နေရသေးရလားဆရာဝန်ဖြစ်တာလဲစာမကြက်ရတော့ဘူးလားကြက်ဆရာစာရောရှိသေးလို့လားရှိရပေါ့အမအကြောင်းဆက်တန်းအောင်မလို့လားပြင်းစရာကြီးနော်နင့်အတွက်တော့ပြင်းစရာပေါ့ငါအတွက်တော့ပျော်စရာပဲအမကတကယ်ထူးဆန်းတယ်နင်ကဘာလာလုပ်တာလဲငါစာကြက်နေရအောင်လာနှောက်ရှက်နေရလားအမကိုလာနှောက်ရှက်နေရမဟုတ်ပါဘူးလာနှုတ်ဆက်တာစိတ်ယုံရောက်ရင်အမကိုမတွေ့ရရင်မနေနိုင်လို့လေနင်ဒီတစ်ခေါက်လာတာဒဏ်ရာပါမလားဘူးပဲဟုတ်တယ်အဲ့ဒါကြောင့်အမကိုတမင်လာနှုတ်ဆက်တာအော်ကျွန်တော်သွားလိုက်အောင်ပဲဗျအလုပ်လေးရှိသေးလို့ဘာလို့မှမသိဘူးနေဒီကောင်လေးနဲ့စကားပြောရတာလွတ်လပ်တယ်ရင်းနှီးတယ်လို့ခံစားရတယ်။သစိမ်းတွေလို့စိမ့်မနေပဲနဲ့မိတ်ဆွေတယောက်လို့ရင်းနှီးရ။ထူးဆန်းတာကရှန်ကရှိန်လေးနဲ့တူတာပဲ
အကျင့်တွေရောစကားပြောပုံတွေရောအတူတူပဲဒါထူးဆန်းတာပေါ့နော်။လွယ်ရင်ကလည်းဒီကောင်လေးနဲ့မစုံဘူးပါဘူး။ဒီဆေးရုံကိုရောက်လာမှသာသိရအချိန်သိမ့်မကြသေးဘူး။ထွက်သွားတဲ့ရှားရရုရှန်ကိုကြည့်ပြီးတွေးနေမိလိုက်တယ်။ကိုရှန်ရောက်ပြီလား။ပစ္စည်းတွေဘက်မှာလဲ။ဒီဘက်မှာပါဒီတစ်ခါဝင်တဲ့ဘိန်းတွေကဂျပန်တွေပြအကျန်းခံတယ်။ဘယ်နဲ့စီးလဲ။10 စီးပါ။ရပြီလုံးဆရာရှိကသွားလို့တော့ဟုတ်ကိုရှန်။ရှန်တို့3ယောက်အသိဝင်လာတဲ့ဆိုင်ကယ်တွေကိုစစ်ဆေးနေပြီးတော့ပိုင်းစီကပြောင်းနေဘိန်းတွေကမစိုးဘူးကွ။ငါဘိန်းငါလဲရင်ကောင်းမလားလို့မင်းဘိန်းမင်းလဲထားတာဘာကြသေးလို့လဲမကြသေးပေမဲ့ဒီဘိန်းလေးငါကြိုက်လို့မင်းခဏခဏလဲနေရမင်းဖာသားကြီးမင်းကိုဘာမှမပြောဘူးလားပြောရုံကလားကွာအဲ့ဒါလည်းလဲတာပဲနော်ငါပိုက်ပိုက်နဲ့ငါလဲတာလေအေးပါကွာငါပိုင်ကဆိုင်ကယ်တွေအထယ်လဲစီးရတာကြိုက်တဲ့သူပါဆိုင်ကိုဆိုင်ကယ်အစ်စ်ဝင်လာပြီဆိုသူလဲပြီဖိုးသားနဲ့ဆန်ကတစ်နှစ်လောက်မှတစ်ခါလဲတာသူကတော့အစ်စ်တင်လာတိုင်းလဲနေတာသူဖာသားကြီးကအမြင်ကတ်လို့ပတ်စံမပေးတော့ဘူးလေသူ့ဖေမပေးလဲအမေကပေးနေတော့ဒီကောင်ကြီးตายရနေရပေါ့မင်းတို့ကောင်တွေရောမလဲဘူးလားမင်းတို့ဘိန်းတွေလည်းကြားပြီလေလို့ပါငါဘိန်းကငါကောင်မလေးလိုပဲငါတန်ရောစင်ဖြစ်နေပြီကွာဖိုးသားကပြောတော့ရှန်နဲ့ပိုင်းစီတို့ကထားပြောပါတော့တယ်စော်မရှိရကောင်တွေကတော့ဆိုင်ကယ်ကိုပဲစော်လို့ရတာပေါ့အေးလေသူ့ကိုကြိုက်မဲ့သူမှမရှိရသူသွားတိုင်းလိုက်တဲ့ဆိုင်ကယ်ကိုပဲစော်လို့ရမှာပေါ့မင်းတို့ကောင်တွေတော့ငါမထားချင်လို့အပူမရှာချင်လို့သိလားငါထားမယ်ဆိုဟော့တယောက်တောင်းနေဦးမယ်အေးပါကွာအရင်ဆုံးအဖြစ်ရှိအောင်ပဲလုပ်ပါအောင်သူများကိုရှောက်ပြောနေရမင်းမရောစော်ရှိလို့လားဖိုးသားကရှန့်ကိုပြန်မေးနေတော့ငါမှရှိရလေကွာမအေးမကဆိုင်ကယ်မကြိုက်တော့ငါစပိန်ပြောင်းစီးရင်ကောင်းမလားလို့ဟမ်စပိန်အေးလေဖိုးသားနဲ့ပိုင်စီတို့ခွက်ထိုးခွက်လန်ကိုရီးပါတော့တယ်မင်းဟာမဟုတ်သေးပါဘူးငါရှန်ရမအောင်စပိန်ပေါ်တင်ပြီးနင်းတာကြပြဆန်နေလေကွာဒါပေမဲ့လည်းမင်းရှိုးပဲ့နေလေကွာဆိုင်ကယ်ရှိုးရင်းဖွင့်ထားပြီးတော့စီးတော့စပိန်ဆိုတော့တိတ်မဟုတ်သေးဘူးငါမမရှိရင်ရပြီရှိုးပေးတာမပေးတာငါမသိဘူးရှိုးလုံးဖွင့်တာအနာဂတ်အတွက်ပတ်စံစုဖို့ကွာဟာဒီကောင်ဆေးမမီတော့ဘူးငါရမငါအတွက်ဗီတာမင်ပဲကွာသူရှင်းရပြီငါတို့ဘော်ဒါကြီးကတကယ်ကုမရတော့ဘူးဖိုးသားရေအေးဟုတ်တယ်ကွာငါ့ကိုပြစ်ကြွေနေတဲ့ရှန်ကိုပိုင်စီတို့ဖိုးသားတို့ပြောလို့မနိုင်တာကြောင့်လွတ်ထားလိုက်ရတော့တယ်ဟေ့အောင်နောက်မှစိတ်ကူးရင်အခုငါတို့စမ်းကြည့်မယ်ဘယ်ဟောင်းလဲငါလဲမဘိန်းဦးမင်းတကယ်လဲပါလားဆိုမင်းရှယ်ယာအမြတ်တွေကတော့မင်းဆိုင်ကလဲရနေတယ်ကုန်နေပါပြီကွာကိစ္စမရှိဘူးမကြိုက်လို့ပြောင်းတာလေကွာမင်းစော်ဦးလည်းအဲ့လိုပြောင်းနိုင်ရင်သိကောင်းပါမယ်နော်အဲ့ဒါတော့ပိုင်စီခန့်ဆိုင်ကတွေကိုအထယ်လဲပြောင်းပြီမဲ့ကောင်မလေးကိုကြတော့တယောက်သေးပဲချစ်တာကောင်းကောင်းဆူဆူသူချစ်ပေးတယ်သူ့ဘက်ကမြစ်တာတစ်ချက်မပြတ်ဘူးသူကရံဖြစ်တာလေးတစ်ခုပဲအခုလက်ရှိကောင်မလေးကရံဖြစ်တာအောင်မကြိုက်ဘူးရံဖြစ်ရင်သူတို့အတွက်အကြီးအကျယ်ပြဿနာတက်ရောငပိုင်ဘက်ကငရှန်တို့ဖိုးသားတို့ကမခံနိုင်လို့အဆော်နဲ့ပြတ်ဖို့ခဏခဏပြောပေမဲ့ဒီကောင်ကြီးကမပြတ်နိုင်ဘူးတဲ့သူချစ်တာဆိုတော့လေရှန်တို့လည်းဘာမှမပြောတတ်တော့ဘူးလေဇလန်းလေးရပထမပိုင်းကိုဒီမှာရနာခွင့်ပြုပါအောင်ရှင်နောက်နေ့မှာဇလန်းပိုင်းဆက်ကိုတင်ဆက်ပြီးမှဖြစ်လို့လာရောက်နားဆင်ပေးကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်အခုလိုမျိုးဇလန်းကောင်းတွေကိုအများနဲ့နားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးပြုလုပ်ပေးထားပါအောင်ရှင်